ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုဝန္တိသုဂတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယောင်လင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖေခွာတော်မူ၏ထသောသာနရမရလောကကရုလူနှင့်မြမတတဝါနန္ဒတို့၏ကြောက်ထီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနိရယနှင့်ပိဒတရိစ္ဆန်လာယအရှိငါတန်တော်ဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပထမကဲ့သို့ပြတ်သားထင်လင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်စုပညာပရမမမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနိဝနာမှာကာယဝစီမနောချီ၍သုံးမိတော်ရပနာမဖြင့်ဒုက္ခယုကျိုးလက်စုံမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားယရနာထိုက်သောစကားလေးကိုဥပတံတိတုနိပတိနိပတံတေတုဥပတိဝတေဝတမာနေတုရမမာနေတုနောရမိဥပတံတေတုမြင့်သူတို့၌နိပတိနှိမ့်စွာနေရ၏နိပတံတေတုနှိမ့်သူတို့၌ဥပတိမြင့်စွာနေရ၏ဝတေအဝတမာနေတုအဝတမာနေတုမနေသူတို့၌ဝတေနေရ၏ဝတေအဝတမာနေတုရမမာနေတုနောရမိရမမာနေတုပျော်သူတို့၌နောရမိပျော်ခြင်းမရှိစွာနေရ၏စကားလေးကုန်းကိုသူကကွယ်ဝတ်တဲ့အဓိပ္ပာယ်နဲ့ပြောတာပထမစကားနဲ့ဒုတိယစကားကိုတွဲလို့ရတယ်ဆန့်ကျင်ဘက်အနေနဲ့တတိယစကားနဲ့စတုတ္ထစကားကိုလည်းပဲဆန့်ကျင်ဘက်အနေနဲ့တွဲလို့ရတယ်ပြန်ပြီးတော့နာယူကြည့်မယ်ဥပတံတေတုမြင့်သူတို့၌နိပတိနှိမ့်စွာနေရ၏မြင့်နေတဲ့လူတွေရဲ့ကြားထဲမှာနှိမ့်ကျစွာနေရမယ်တဲ့ဒီမှာအဖြောင့်အဓိပ္ပာယ်ပြောရမှာနော်နိပတံတေတုနှိမ့်သူတို့၌ဥပတိမြင့်စွာနေရ၏နှိမ့်နေတဲ့လူတွေရဲ့ကြားထဲမှာမြင့်မားစွာနေရမယ်တဲ့ဒါပထမစကားနဲ့ဒုတိယစကားပထမစကားကမြင့်သူတွေထဲမှာနှိမ့်ပါဒုတိယစကားကနှိမ့်သူတွေထဲမှာမြင့်ပါဆန့်ကျင်ဘက်အနေနဲ့တွဲလို့ရတယ်နော်တတိယစကားကအဝတ္တမာနေတုမနေသူတို့၌ဝတေနေရ၏မနေသူတွေရဲ့ကြားထဲမှာနေရမယ်တတိယစကားကနော်မနေသူတွေကြားထဲမှာနေရမယ်ရမမာနေတုပျော်မွေ့သူတို့ရဲ့ကြားထဲမှာနောရမွေပျော်မွေခြင်းမရှိစွာနေရ၏ပျော်နေတဲ့သူတွေရဲ့ကြားထဲမှာမပျော်ဘဲနဲ့နေရမယ်ဝါပျော်ပြီးတော့မနေရဘူးလို့တတိယစကားနဲ့စတုတ္ထစကားကဆန့်ကျင်ဘက်သဘောမျိုးတွဲလို့ရတယ်ဟုတ်လားမနေသူတွေထဲမှာနေပါပျော်နေတဲ့သူတွေကြားထဲမှာပျော်မနေပါနဲ့လို့စကားဘယ်နှခွန်းလဲ၄ခွန်းပထမတွဲကမြင့်သူတွေထဲမှာနှိမ့်ပါနှိမ့်သူတွေထဲမှာမြင့်ပါတတိယစကားကမနေသူတွေထဲမှာနေပါစတုတ္ထစကားကပျော်နေသူတွေထဲမှာပျော်ပြီးတော့မနေပါနဲ့တဲ့အဲ့ဒါလို့သူက
ကွယ်ဝတ်တဲ့အဓိပ္ပာယ်နဲ့ဒီစကားလေးခုကိုပြောထားတာသူဆိုလိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘုရင်တို့ကြပြအနေနဲ့ပြောမယ်ဆိုရင်တော့သူ့ရဲ့ဂါထာကြပြလေးကအင်မတန်လှပတာပေါ့နော်ဘုရင်တို့ဂါထာဆိုတာဗမာလူပြောရရင်တော့ရွတ်လို့ဖတ်လို့ကောင်းအောင်အဓိပ္ပာယ်များစွာကျယ်ဝန်းတာကိုအကျဉ်းချုပ်ပြီးတော့ရွတ်လို့ဖတ်လို့ကောင်းအောင်စီကုံးထားတဲ့ကြပြတစ်မျိုးပါပဲဟုတ်လားသူ့ကြပြလေးကအင်မတန်တွေးတရားလည်းကောင်းတယ်အနှစ်သာရနဲ့လည်းပြည့်စုံတယ်သူဆိုလိုရင်းအဓိပ္ပာယ်ကဘာလဲဆိုတော့ဥပတံတေတုနိပတေနိပတံတေတုဥပတေဥပတံတေတုမြင့်သူတို့ရဲ့ဈာထဲမှာနိပတေနှိမ့်စွာနေရ၏မြင့်နေတဲ့သူတွေရဲ့ဈာထဲမှာနှိမ့်ကျစွာနေရမယ်ဆိုတာကဘာပြောတာလဲဆိုရင်တဲ့ဟောဒီလောကကြီးဟာမာမာနတို့ဖြင့်အချီအနီးတက်ကြွမြင့်မားနေတယ်လောကလူသားအများစုသည်နော်ဘာတွေနဲ့မြင့်မားနေတယ်မာမာနတွေအထင်တလုံးနဲ့မြင့်မားနေတာနော်စာရဲကတော့ကျူရိုးအလားအချီအနီးထောင်လွှားတက်ကြွနေသောလောကလို့ဒီလိုပြောတယ်ဦးဇင်းတို့ကျူရိုးဆိုတာအင်မတန်ထောင်တယ်ဒါပေမဲ့သူ့ကိုခွဲကြည့်ရင်အထက်ထဲမှာဘာအနှစ်မှမရှိဘူးမှုကလေးလိုလိုအခေါင်းကလေးလိုလိုနဲ့ဘာအနှစ်မှမရှိဘူးဒါပေမဲ့သူအင်မတန်ထောင်တယ်နော်ဒါပေမဲ့လောကလူသားတွေဟာလည်းပဲအဲ့ဒီကျူရိုးလိုပဲတဲ့ဘာမှအနှစ်မရှိဘဲနဲ့တက်တက်မဲ့မာမာနတွေနဲ့မြင့်မားနေတာလောကကြီးမှာမြင့်နာဆိုလို့တော့မာနပဲရှိတယ်ဟုတ်လားအဲ့ဒါလိုမာနတွေနဲ့မြင့်မားနေတဲ့လောကကြီးထဲမှာမိမိရဲ့မာမာနကိုနှိမ့်ချပြီးတော့နှိမ့်ကျစွာနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ရမယ်တဲ့မြင့်သူတွေထဲမှာနှိမ့်မှာဆိုတာအဲ့ဒီအဓိပ္ပာယ်မာနနဲ့မြင့်မားတဲ့လောကကြီးထဲမှာမာနကိုနှိမ့်ချပြီးတော့နှိမ့်ကျစွာနေရမယ်နုနုညံ့ညံ့ပျော့ပျော့ပြောင်းပြောင်းတိမ်တိမ်မွေ့မွေ့မိမိရဲ့မာမာနကိုနှိမ့်ချပြီးတော့အဲ့လိုမျိုးပညာရှိဆန်ဆန်နေတတ်ရမယ်ဟုတ်လားဒီဩဝါဒဟာလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာသောအကျိုးစီးပွားကိုရနိုင်တယ်မလိုက်နာဘူးဆိုရင်တော့ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာသောဆင်းရဲဒုက္ခကိုရမယ်ဟုတ်တာပေါ့မာမာနကြီးတဲ့ပုဂ္ဂိုလ်တွေဟာလူမုံစည်းကိုစားတာဒီကမာကြီးတွေမာနကြီးတဲ့လူကဘာစည်းကိုစားတယ်လူမုံစည်းကိုစားတာဦးဇင်းတို့ကျမ်းဂန်တွေကတော့ပြောတာပဲမာနကြီးတဲ့လူကိုတွေ့ရတာအစိတ်ပြင်းထန်တဲ့မွေးတစ်ကောင်ကိုတွေ့ရတယ်လို့မျိုးပဲတဲ့အစိတ်ပြင်းထန်တဲ့မွေးကိုတွေ့ရင်ပေးတဲ့တို့ဘာလုပ်ကြမှာလဲရိုက်နဲ့တပ်ဖြတ်ပြစ်လိုက်မှာပဲများလောအဖြစ်နော်မရိုက်နဲ့မတပ်ဖြတ်အောင်တောင်မှဒုနဲ့ကော်ပြီးတော့တော်ရာကိုပို့လိုက်မှာပဲသူ့ကိုမကြည့်ခြင်းဘူးမမြင်ခြင်းဘူးဟုတ်ရဲ့လားအဲ့ဒါလိုပဲမာနကြီးတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်ကမှမမြင်ခြင်းဘူးမကြည့်ခြင်းဘူးစိတ်ထဲမှာမနှစ်မြို့ဘူးအဲ့ဒီတော့မာနကြီးပြီဆိုရင်တော့သိကြတယ်ပဝန်းကျင်ကမုန်းတော့မယ်ဒါသိတာမြင်တာတဲ့အကျိုးကိုပြောတာနော်မိမိရဲ့မာနကိုအကြောင်းပြုပြီးတော့ကူညီမဲ့လူကမကူညီတော့ဘူးတက်နိုင်ရင်ဒုက္ခတောင်ပေးခြင်းတယ်ဟုတ်လားဒါပြစ္ဆုတ်ပန်အကျိုးစီးပွားမိတ်ပေါ့တန်တရားမှာဆိုရင်တော့အမျိုးရုပ်တက်တယ်မာနကြီးတဲ့လူတွေဟာငယ်လေးတွေကစားရတယ်မို့လားမာနကြွယ်ထိုးသူဝယ်မျိုးနွယ်ညံ့မီဆိုတဲ့သူပလူလင်ကိုအကြောင်းပြုပြီးတော့သုလကမ္မဝိပင်ကသုတ်တော်မှာမြတ်စွာဘုရားဟောထားတာလောကကြီးမှာလူချင်းတူပေမလို့ရုပ်လှတာချင်းမလှတာချင်းမတူဘူးပစ္စည်းပေါ်တာမပေါ်တာချင်းမတူဘူးအမျိုးအနွယ်မြင့်မြတ်တာချင်းနှိမ့်ကြတာချင်းမတူဘူးမတူတာတွေကိုအမျိုးအများကြီးရှိရနော်အဲ့ဒါလို့မတူတာဘာကြောင့်မတူတာလဲလို့သူ့ဘလူလင်ကမြတ်စွာဘုရားကိုမေးတော့ဒီပြင်အဖြေတွေကိုအသာထားလိုက်အမျိုးရုပ်ချင်းအမျိုးမြတ်ချင်းဆိုတာအမျိုးအနွယ်ကောင်းခြင်းအမျိုးအနွယ်မကောင်းခြင်းဆိုတာမာမာနကြီးခြင်းမာမာနနည်းခြင်းကဖန်တီးတာတဲ့ဟုတ်ရဲ့လားဒါကြောင့်မာနကြီးလို့ရှိရင်ပြစ္ဆုတ်ပံမှာလည်းပဲလူမုန်းတယ်အကျိုးစီးပွားတွေအများကြီးမဲ့တယ်တန်တရားမှာလည်းပဲအမျိုးရုပ်တယ်ဒီမာမာနကိုပဲအကြောင်းပြုပြီးတော့ရတဲ့ရတိုက်တဲ့အခွင့်အရေးတွေလည်းလွဲချော်တတ်တယ်နေရာတကာမှာမာနတွေနဲ့ငါသိတယ်ငါတက်တယ်ငါကိုဘယ်သူမှပြောကြမလို့ဘူးငါကိုဆရာလုပ်ဆရာမလို့ဘူးအဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးမာနကြီးတဲ့လူဟာကိုယ့်ရဲ့အသိဉာဏ်ဝင်ဖို့အတွက်တကားပေါက်ကိုပိတ်ထားလိုက်တာပဲ
မာနကြီးတဲ့လူဟာအသိဉာဏ်ဝင်ဖို့အတွက်တကားပေါက်ကိုပိတ်ထားလိုက်တာဘာအလားလာမှမရှိတော့ဘူးဟုတ်လားပြီးတော့မာနကြီးတဲ့လူဟာနေရာတကာမှာအထိကအင်မတန်များတယ်ဒါကြောင့်ဦးဇင်းတို့စာလေးတစ်ကြောင်းဖတ်ဖို့တယ်ခေါင်းကလေးငုပ်ပြီးတော့ဝင်မာတဲ့ပေါ်ကနှစ်ဖူးနဲ့တိုက်မှာဆိုလို့တဲ့ဟုတ်လားဓမ္မကြီးတွေရိုးတော့ရိုးရိုးလေးပဲနော်ခေါင်းကလေးငုံပြီးတော့ဝင်မာတဲ့လောကကြီးတွေကိုဝင်မယ်ဆိုရင်ခေါင်းကလေးငုံပြီးတော့ဟုတ်လားမမာနဒီဟုသောဥကောင်းကိုနှိမ့်ချပြီးတော့ပြောတာဘာနဲ့တိုက်မှာဆိုလို့နှစ်ဖူးနဲ့ဘောကတန်းနဲ့တိုက်မှာဆိုလို့ဟုတ်ရလားဒါကြောင့်မာနတွေနဲ့အချီးနှီးမြင့်မားနေတဲ့လောကကြီးထဲမှာမိမိမာနကိုလျှော့ချပြီးတော့နေရမယ်ဒီနေရာမှာတစ်ချက်စဉ်းစားစရာလေးပြောခြင်းတယ်ပိဋကရဲ့ဥစဉ်ကတော့စဉ်းစားစရာလေးတွေပြောတာကိုဝါရဏပါတယ်နော်တကယ်လို့ဒကာဓမ္မတို့ဥစဉ်တို့ကုထုစဉ်ပြီးမာနကတော့ရှိတာပဲဥစဉ်လည်းရှိတာပဲပိဋကတို့လည်းရှိတာပဲမာနဆိုတာ၃မျိုးလောက်တောင်ရှိတာကိုဗျနော်ဆိုကြပါစို့ရှိတယ်တက်တယ်လှတယ်အစသရရအစဉ်ပြေတယ်အဲ့ဒါဆိုရင်မာနကြီးတယ်အကြောင်းတွေရှိလို့မာနကြီးတတ်တယ်ဒါမျိုးကိုပဏိတမန်လို့ခေါ်တယ်ဟုတ်လားတခါတလေကြတော့သူများတဲ့ဘာမှမတာဘူးတန်းတူပဲတမန်ငါရှံကတာမန်မှာပဲအဲ့ဒီတာမန်ကလည်းပဲငါလည်းပဲသိမနှိမ့်ကြပါဘူးဆိုသူလည်းပခုံးချင်းရှင်တာပဲအဲ့ဒါလည်းမာနပဲဒါကြတော့တတိတမန်လို့ခေါ်တယ်တခါတရံကြတော့အံ့ဩစရာသိကောင်းတယ်သူများတဲ့မြင့်မှုမပြောနဲ့တန်းတူကိုမရှိဘူးအစသာရရသူများတဲ့နှိမ့်ကြတယ်ပိုင်ဆိုင်မှုရောတက်မြောက်မှုရောအတိုင်းဝိုင်းရောအကုန်လုံးဒါပေမဲ့အဲ့ဒီလူမှလည်းမာနရှိတာပဲငါ့ကိုဘယ်သူကလကားကျွေးတာမှလို့ငါရက်တည်နေတာဘယ်သူကယူဆက်ရမှာလဲဟုတ်လားအနုလည်းနဲ့ရွှေခွက်ကိုနှိုက်ရတော့နေသေးလားတကပုံနေရှိတယ်မဟုတ်လားဘာပြောတာတော့အဲ့ဒါကမာနကနေပေါက်ဖွာလာတဲ့စကားတွေပေါ့နော်အဲ့ဒါကိုကြတော့ဟီနမန်လို့ခေါ်တယ်ဘယ်လိုလူမျိုးမှမာနကအလွတ်မပေးဘူးမြင်မာတော့တဲ့မြင်နာမြင်မာလို့မို့မာနကြီးတယ်အတူတူလောက်ဆိုတော့လေအတူတူလောက်မို့မာနကြီးတယ်နှိမ့်ကြတော့လည်းပဲနှိမ့်ကြလို့မို့ကိုမာနကတခါတလေပိုးတောင်ကြီးတဲ့သေးတယ်ဗျနှိမ့်ချတဲ့လူကဟုတ်လားသူများကသွေးရိုးသွားရိုးပြောရင်တို့ကိုမရှိလို့နှိမ့်တာနဲ့တူတယ်ဆိုသူ့မာနကပိုးတောင်ခေါင်ခိုက်တတ်သေးတယ်ဟုတ်ရလားဒါကြောင့်ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်မာနကြီးပြီဆိုရင်နည်းနည်းလောက်စဉ်းစားစေချင်တယ်ဘာဖြစ်လို့မာနကြီးတာတော့ကိုပြန်မေးရှိလို့ကြီးတာလားတက်လို့ကြီးတာလားလှလို့ကြီးတာလားအကုန်လုံးအစဉ်ပြေလို့ကြီးတာလားဘာလို့ကြီးတာတော့အဲ့လိုမေးပြီးတော့မာနကြီးလောက်ရဲ့လားလို့နောက်ထပ်မေးခွန်းလေးတစ်ခုထပ်မေးသေးခြင်းနဲ့မာနကြီးလောက်ရဲ့လားငါတည်ရှိလို့မာနကြီးတယ်တက်လို့မာနကြီးတယ်ပိုင်ဆိုင်မှုတွေတိုင်းဝိုင်းတွေဂုဏ်တွေများလို့မာနကြီးတယ်ဆိုရင်အဲ့ဒီငါမာနကြီးလောက်အောင်အမိပြုတဲ့အဲ့ဒီအရာတွေကငါရဲ့တကယ့်ပြဿနာတကယ့်အခက်အခဲတွေကိုဖြေရှင်းပေးနိုင်သလားလို့ဒီမေးခွန်းလေးတစ်ချက်လောက်ပြန်မေးပါရှိတယ်ဆိုရင်အဲ့ဒီရှိတာတွေကကိုယ့်ရဲ့ပြဿနာကိုယ့်ရဲ့အခက်အခဲတွေကိုတကယ်ပြေလည်အောင်ဖြေရှင်းနိုင်ပြီလားတက်တယ်ဆိုရင်လည်းကိုတက်ထားတဲ့အရာတွေကကိုယ့်ဘဝရဲ့တကယ်ပြဿနာတကယ်အခက်အခဲတွေကိုတကယ်ပြေလည်အောင်ဖြေရှင်းနိုင်ပြီလားမဖြေရှင်းနိုင်ဘူးမာနမကြီးလောက်သေးပဲနဲ့ကြီးနေကြတာလူတော်တော်များများကဟုတ်ရဲ့လားနော်ဆိုကြပါစို့လောကရန်နေနဲ့တွေ့လာရင်စိုးရိမ်မှုမရှိအောင်ပိတ္တတို့တတ်နိုင်ပြီလားမတတ်နိုင်ဘူးအနာယောဂါတွေနှိမ့်ဆက်လာလို့ရှိရင်ကြံ့ကြံ့ခိုင်နိုင်အောင်အဲ့ဒီအရေးသွေးမျိုးတကယ်ရှိပြီလားရှိပါဘူးကိုယ့်ရဲ့ရှိတာတွေတတ်တာတွေကဖြည့်ရှင်းနိုင်ရလားမဖြည့်ရှင်းနိုင်ဘူးတကယ်တမ်းဆိုတော့ကိုယ့်ဘဝရဲ့တကယ်အခက်အခဲတကယ်ပြဿနာတွေဟာလေအဲ့ဒီပိုင်ဆိုင်မှုတွေအဲ့ဒီတက်မြောက်မှုတွေနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကပိုများတယ်ဟုတ်ရလားတကယ်တမ်းကအသိဉာဏ်နဲ့ဖြည့်ရှင်းမှပြည်လည်နိုင်တဲ့ပြဿနာတွေကများတယ်နော်အဲ့ဒါကြောင့်ပိဋကတို့ကစဉ်းစားရမယ်ငါမာနကြီးနေတာကြီးလောက်ရဲ့လားတကယ်ပြဿနာတွေကိုရှင်းနိုင်ရဲ့လားငါတကယ်ကောင်းသွားပြီလားဆိုကြပါစို့ဘလောက်ပဲဒီဘဝကံကောင်းလို့အစဉ်ပြေပြေသေပြီးတည်အချမ်းမဲ့မှာမကောင်းတဲ့နေရာမရောက်ပါဘူးလို့အမခံနိုင်လောက်အောင်ငါစွမ်းမိလားစွမ်းမိလားဟေးဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အတွင်းတန်တာမှာမကောင်းတဲ့ဘဝတွေကိုပို့နိုင်တဲ့မကောင်းတဲ့ဓာတ်တွေအကြည့်ထည့်ထားတယ်ဆိုလိုတာကကိုယ့်ရဲ့အခြေအနေတွေဘာမှထောင်လွှားကြရမရှိသေးဘူးဒါကိုပြောတာဒါကြောင့်ရွှေကျင်စတော်ကြီးကတော့ပြောတာပဲဗျပုထုဇဉ်တွေရဲ့မာနကြီးခြင်းဟာဘာနဲ့တူလဲဆိုရင်ဖားတရဝါရဲ့မာနကြီးခြင်းနဲ့တူတယ်တဲ့ဖားတရဝါကဆောင်းဆောင်လေးထိုင်တတ်တာနဲ့သူ့ကိုယ်သူငါချင်းသေးတကားလို့ထင်နေတဲ့
ရှင်သေးနဲ့တူတာဆိုလို့တော့သူ့မှာဆောင်းဆောင်လေးထိုင်တတ်တာလေးတစ်ခုပဲရှိတယ်ဟုတ်လားအဲ့ဒါတော်ကြီးကဘာပြောလဲဆိုတော့သူကအဲ့လိုမာနတွေကြီးပြီးတော့နေပေမဲ့လို့တဲ့ကြီးကန်းကထိုးသွားပြီဆိုတော့ပြညက်နဲ့អော်တယ်တဲ့အဲ့ဒီဖားကနော်ပုထုဇဉ်တွေကလည်းအဲ့ဒီတိုင်းပဲတဲ့မာနတွေငါသွားနိုင်တယ်လာနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ရှားနိုင်တယ်ဖွင့်နိုင်တယ်အမေအရွယ်ကောင်းတော့မာနတွေနဲ့ပေါ့ဗျာဟုတ်လားအိုမင်းလာပြီယောဂဗျာတွေတကယ်နှိမ့်ဆက်လာပြီသေတော့မယ်လို့အနိစ္စကတကားခောက်လာပြီဆိုလို့ရှိရင်ဖားတော်ဘာလို့ပြညက်နဲ့အဲ့ဒီကြတော့អော်တာပဲဘုရားနဲ့အင်မတန်ရင်းနှီးတဲ့ဒကမာကြီးတယောက်ဆိုဘယ်လိုပြောလဲဆိုတော့ဆရာဝန်ကသူ့မျက်လုံးကတော်တော်ဆန်းကျယ်တယ်ဗျမျက်လုံးကသွေးတွေအမြဲတမ်းကျတာအဲ့ဒါစမ်းကြည့်လိုက်တော့ကင်ဆာလို့ပြောလိုက်တယ်နော်ကင်ဆာလို့ပြောလိုက်တယ်တခါတည်းပုံပြီးတော့လဲကြတတိကိုမေ့သွားနော်ဒကမာကြီးတွေအဲ့တော့မာနကြီးမယ်ကြံလို့ရှိရင်လေပိဋကတို့ကိုမာနကိုနိုင်တဲ့အကောင်းဆုံးဆေးကလေးပေးခြင်းလေဟုတ်လားအဲ့ဒီဆေးကဘာလို့ဆိုတော့အနိစ္စဆိုတဲ့ဆေးလေးနဲ့တို့ကြည့်လိုက်နော်မာနကြီးမယ်ကြံရင်ဘယ်ဆေးနဲ့တို့ကြည့်ရမလဲမမြဲဘူးဆိုတဲ့တရားကလေးပျက်စီးတော့မယ်ဆိုတာလေးကိုနည်းနည်းလောက်စဉ်းစားကြည့်ဘယ်အရာမှတကယ်တမ်းကမြဲတာမဟုတ်ပိုင်ဆိုင်မှုတွေရောပတ်သက်မှုတွေရောအခုတည်တတ်မှုတွေရောတကယ်တမ်းကတော့အကုန်လုံးဖျို့ဖျဲပြိုကွဲသွားမှတည်းကြီးပဲတကယ်တမ်းကတော့ဟုတ်လားကျမကြီးကောင်းတယ်ဆိုတာလဲမကောင်းခြင်းနဲ့သာနဲ့အဆုံးသတ်ကြရတာလေဟုတ်ရဲ့လားနုပြိုခြင်းဆိုတာလဲအိုမင်းခြင်းနဲ့ပဲအဆုံးသတ်ကြရတာလေရှင်တန်ခြင်းဆိုတာလဲသေဆုံးခြင်းနဲ့ပဲအဆုံးသတ်ကြရတာလေဘေးမှာဝိုင်းဝိုင်းလဲပြီးတော့စီစီကားကားကြီးဆိုတာလဲပဲကစင်ငရအကုန်လုံးပြိုကွဲပြီးတော့အဆုံးသတ်ကြရတာအဲ့ဒါလိုမျိုးပြိုကွဲတော့မဲ့အရေးအယောင်အကြောင်းကလေးများထင်းလာပြီဆိုရင်ကိုယ်ဘယ်လိုခံစားရမလဲစိတ်ကူးကလေးနဲ့အနိစ္စဆေးကိုစားရမယ်မာနကြီးတာကိုပျောက်ချင်ရင်ဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မာနတွေနဲ့အချီးနှီးမြင့်မားနေတဲ့လောကကြီးထဲမှာမာနကိုလျှော့ချပြီးတော့နေရမယ်မာနကိုလျှော့တဲ့နေရာမှာကိုမစွမ်းတာကိုမစွမ်းဘူးလို့သိရမယ်ဒါခုနတုန်းကပြောခဲ့ပြီနော်ငါမာနကြီးတဲ့ငါအမိပြုတ်ပြီးတော့မာနကြီးတဲ့အရာတွေဟာတကယ်တမ်းအစဉ်ပြေအောင်လုပ်နိုင်ပြီလားဒါလေးနောက်ပြီးတော့ကို့မှာမရှိတာကိုလည်းစဉ်းစားတတ်ရမယ်ဟုတ်လားဆိုကြပါစို့ကို့မှာရှိတာတွေကြီးတွေးနေရင်မာနကကြီးတတ်တယ်ဟုတ်လားကို့မှာမရှိတာကိုစဉ်းစားရမယ်ကို့မှာတကယ်အဖို့တန်တဲ့အတိတူးဉာဏ်တူးတွေရှိပြီလားဟုတ်လားမေးရတွေရှိတယ်နော်တခါကြီးဒီမိုင်းများအဲ့ဒါလိုမျိုးကိုယ်မှမရှိသေးတဲ့အကြီးအသွေးတွေကိုစဉ်းစားပြီးတော့ငါမှဖြည့်ဖို့လိုအပ်ချက်တွေအများကြီးရှိသေးတယ်လို့စဉ်းစားပြီးတော့လေမာနကိုလျှော့ရမယ်ပျက်စီးခြင်းကိုတွေးပြီးတော့လေမာနကိုလျှော့ရမယ်နောက်ပြီးတော့သူတော်ကောင်းကြီးတွေအရှိမြင်တော်မူရတယ်ဒါကြောင့်မာနကိုလျှော့ချပြီးတော့သူတို့ကောင်းကျိုးစည်းဝါးကိုရအောင်ဆောင်ရွက်သွားကြတာသူတော်ကောင်းလမ်းစဉ်ကိုလိုက်မယ်မာနကိုလျှော့ချခြင်းသည်သူတော်ကောင်းတို့ရဲ့လမ်းစဉ်ပဲလို့တွေးပြီးတော့လည်းမာနကိုလျှော့ရမယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့အဖြစ်အပျက်ကလေးကိုနည်းနည်းပြောပြခြင်းရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဒီနေ့ဆုံးမကြွကနေသင်္ကန်းရုံထားအဲ့ဒါကိုရင်လေးတစ်ပါးကအနားရောက်လာပြီးတော့လက်အုပ်လာချီတယ်ကိုရင်ဘာတော့လို့မေးတော့အရှင်ဘုရားတဲ့အောက်ကသင်္ကန်းကြီးကရှေ့ထွက်နေတယ်မညီဘူးတဲ့လာပြောတာနော်ရှင်သာရိပုတ္တရာဆိုတာဘုရားပြီးလို့ရှိရင်နံပါတ်1အကတဝကလက်ရတော်ရှင်ဘယ်သူကလာပြောနေတာတော့ကိုရင်လေးကလာပြောနေတာအဲ့ဒါကိုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကကိုရင်လေးကောင်းပြီဆိုပြီးတော့တဏှာကိုသွားပြီးတော့သင်္ကန်းကိုကောင်းကောင်းပြန်ယုံညီအောင်ယုံပြီးပြီဆိုတော့မှအဲ့ဒီကိုရင်လေးရှိတဲ့နေရာကိုလာပြီးတော့လက်အုပ်ချပြီးတော့ကိုရင်ဒီလောက်ဆိုလို့ရှိရင်တင့်တော်ပြီလားတဲ့ပိဋကရေဘလောက်လေးစားစရာကောင်းလဲဟုတ်လားဒါကြောင့်မာနကိုလျှော့ချတယ်ဆိုတာကိုယ်တိုင်လျှော့တာမဟုတ်သူများလျှော့တာကိုမြင်တာကြားတာနဲ့ကိုစိတ်ထဲမှာကြည်နှက်ရတယ်နှစ်သက်ရတယ်ဒါကြောင့်ငယ်ငယ်လေးကစဒီဆုံးမချက်တွေကတော့ရတာပါပဲဗျာမလိုက်နာလို့သာမလိုက်နာကြတာလေအစံမတည်သေးတဲ့သို့မဟုတ်အဖြစ်ကြီးရှိနေတဲ့ဇဗနာဘာဖြစ်နေတယ်ထောင်းနေပြီငယ်ငယ်တုန်းကသင်ရတယ်မဟုတ်လားအနှစ်ရှိတဲ့ဇဗနာအစံတည်ပြီဆိုတော့ဘာဖြစ်သွားလဲငိုက်ကြသွားတယ်အဲ့ဒါလိုပဲအသိဉာဏ်ပညာတွေနဲ့ပြည့်ဝတဲ့ကောင်းမြတ်မှုတွေနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကပြည့်ဝရင်ပြည့်ဝတဲ့လောက်ကိုင်းညွတ်တဲ့သဘောနှိမ့်ချတဲ့သဘောရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့အမျိုးမျိုးသောအကြောင်းတရားတွေကိုစဉ်းစားပြီးတော့
Mamana ye abit anasari go doing nine allowed to be wrong. Loka jigaro, Mamanari ne achini nyemanira. Edlu manari ne nyemare loka jirema, Nagaro sanchimbe, Kaunepene sanjimano, sanchimbe nene, Ninchaswa nime. Pita loka jiga sanchimbe in a disautana. No? Kudore, Agudore, came Sanjamula. Sanjana Bobia, Sanjana Bobia, a Bude, a Ede, a Nene, a Miene, a Shire, a Dure, a Gide, a Tede. Sanjambedina di Santarano, Hoyala. Odima Sanjambeveno, Tumiaga Manari and Yeme, Nagaro, Mamanago Nicha Bido, Sanjambedine, Neme. Yes, Rabia, this is a very hot Shire. No? Putus in the area, the Jojin Kabido, Ginira, the Pisatica. No? Sanjimbe so that they go, Pobiana, no? Or Ria Rega, Tukalo Mineja, Putuzinega, Tukalo Mine. Hola. Putuzinega, Tukalo Tamadeja, Ria Rega, Tukalo Mine, Ketula. Do that on Sanjimbe, you then Niama, Sanjimbe, Puyame. Logajiga Beludo, Manarine, Mine. Kuwaira go Sanjimbido, Turune Tulu, Meshibaru, so that the Romune, Mamanago, Nincha Bido, Ninchaswa, Niame, Parabetama Zaga the Con. Hola? Now to the Zaga to Sanjimbeno, Nay to Rema, Yema, Nibadan de do Obedi, Nibadan de do Ninja Nire to the Jareman Obedi Mienswa, Nia. Nay needed Loka Jide, Mamma Swaniame. Barin and Naynidale, Loka Jihare. Satan and Kojentiari, Ninja needed. Edlo Satan and Kojentiari, Ninja needed the Loka Jirema. Mimidoga to Miamuga, Doctor Matau Pene. Satan and Kojentiago, Mima Swatisabiro, Niame. And I was solo at it. Hoyana? Janga nega Titi Jaya Jorangaro. Kaunari go Luchin sick. Magonari go Shawnian sick. Eri Comia den Niama Shipore Luna Waria. Now Napido Sita Cochentea. Edlo Comia de Jari Maloga Jiga Imitan Chuchunja Ninja. Edlo Ninja Loga Jirema Goa, the Comia de Jaribu, Niemaswa, Pisi Bido, Niame, Sulurare. Hoyala. Taka imitation lane, no? At a bit about the Ravano. Loka Jigo, Macom, Mine, Jira Maho. Managa, Tijani. Hori Loka Jiga, the Shivi, and so you need it. A kubu biro sore lotene. You buy Sayari Miaji to Tete. Era ne Amia, say by Sayari Miaji, Ninjare, no? That a Janga so galore Surabo. Hola. Dagaro do a name like me like the Bomio, a solo aya of the Capian Biro, Tajana Mabe. The Pibin at Dinyanga. Dilo say that the Audaja Laro, Tukari Miare, do say that the Audamajazo, and Piambiro, Minja, Onzo, Sobiro, Piambiro, Mindin, or Pian Mimadabula, Miandare. Other so like that, like Elomio Chitava, Loga at the Boga. Hola, Tame a cool Lozegado, so neither. Either the Lacanine, no? Or the Gajiti of Uzimo Biore. Which in the Logajiga take out their county. A meat, Miza, Gongjet, Gonza, Kit, Mahodo, Bude. A whole lot of Gongla, the Ladiga, Gongla, Bude. A meat, Miza, Gongjet, Gonza, Sure, Blue Sudan. A sing like Mure, Kiku, young lady. Here the Gamai. Now, or she they are a hola. Not a sing like Mure, Kiku, young lady. Huh? Edelum, you. Kojentiari, Sitati. Asagaya, Ninja, Loga Jireva, Mimidoga, Kojentian, Sitaku, Maninja, Zivene, Mimaswa, Tisabiro, Niame, Solola. Adiniama Uzinoga, Lumeri left Matazia. Adinian, Sita, Mimaja, Turavoniha, Loga Machide, Duri, Beluve, Tia, Pia, Mama Piasia, through my receipt, Shide. Tumiamuai, but don't night. Hold on. The guest says, Macamu soda. Tumia lolo go like lolo mesoye. Tumia lolo go like lolo, go mata resavo, Meshiva.
မကောင်းမှုရဲ့သဘောကဒီတိုင်းပဲမယုတ်သေးဟာအများတွေကစားနေတာငါစားလိုက်မှချိုမယ်ဆိုတဲ့သဘောမရှိပါဘူးဟုတ်ရဲ့လားအဲ့တော့သူများလှုပ်တိုင်းကိုဆိုလိုတာကကိုမကောင်းတာလှုပ်ဖို့စဉ်းစားတဲ့နေရာမှာသူများကိုအကြောင်းမပြသင့်ဘူးလို့ဆိုလိုတာသူပါဘူးကွာသူများလည်းလှုပ်နေတာပါပဲဒီလိုတိခံနေလို့တော့နင်းများဖြစ်သွားမှာပေါ့ဟုတ်လားမှုသားမပါလင်္ကာမချောခက်ကဒီလိုမှလှုပ်မစားရင်မဖြစ်ဘူးလို့ကိုမိုက်ချင်တာကိုယုံမာချင်တာကိုသူများအပေါ်မှာပုံပြီးတော့ချပြီးတော့လုပ်ကြတာတွေမရှိဘူးလားရှိတယ်အဲ့ဒါလေးစဉ်းစားကြရကောင်းတယ်နော်အဲ့လိုမျိုးမစဉ်းစားဘဲနဲ့ဘယ်သူတွေတရားပြက်ငါတရားမပြက်စေရဘူးလို့ရှေးသူတော်ကောင်းတွေဟာဒီလိုစိတ်ဓာတ်မျိုးထားခဲ့ဘူးတယ်ဆိုတာလေးကိုဦးဇင်းဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းလေလူငယ်တွေတွေ့ကြည့်ခဲ့ပြီးတော့နော်ဦးဇင်းတို့ဘုရားလောင်းကြီးတစ်ခုသောဘဝတုန်းကကုန်တယ်900ကိုကောင်းဆောင်ပြီးတော့ကုန်ကူးစားတဲ့လက်ကုန်တယ်ကြီးတယောက်ဖြစ်ခဲ့ဦးတယ်အဲ့ဒါဦးဇင်းတို့ဒီနေ့ကျတော့တဲကန္တရာထဲမှာမျက်စိလဲတယ်မျက်စိလဲပြီးတော့အစာရည်စာပြတ်တယ်ပြတ်တော့တို့သေတော့မှာပဲဒီကန္တရာကြီးကိုလွန်မြောက်အောင်ကူးနိုင်ဖို့အတွက်အစာရောရေရောမရှိတော့ဘူးဆိုပြီးတော့စိတ်ပြက်နေတဲ့အချိန်မှာအဲ့ဒီကန္တရာထဲမှာနဂါမင်းဗိမာန်ရှိတယ်ဒါပေမဲ့တို့မသိပါဘူးအဲ့ဒါနဂါမင်းကအင်မတန်ကြီးမားတဲ့ညောင်မင်းကြီးတွေပင်ဖန်ဆင်းပြီးတော့အဲ့ဒီညောင်မင်းကြီးကိုအဲ့ဒီကုံတွေမြင်အောင်ပြတယ်ပြတော့ကုံတွေကတော့ဒါရိုးရိုးညောင်မင်းကြီးပဲလို့ထင်ပြီးတော့အဲ့ဒီညောင်မင်းကြီးအောက်ကိုဝင်ပြီးတော့ခိုကြလှဲတွေပါတွေချွတ်ပြီးတော့ဝိုင်းပြီးတော့ဂိုင်းနေပူတဲ့သေတာနဲ့ဆိုင်အရေးထဲသေတာကောင်းတယ်အဲ့ဒီညောင်မင်းကြီးကအကုန်ရောက်တယ်ရောက်ပြီးတော့အဲ့ဒီမှာသူတို့အပြတ်ပြီးတော့လဲအကုန်လုံးတုံးလဲပြီးတော့အဲ့ဒီညောင်မင်းကြီးကိုကြည့်တော့ညောင်မင်းကြီးကလည်းစိုးစိမ့်ပြီးတော့ရေတွေတုတ်ထားတယ်လို့ရေတွေမြန်ထွက်တော့မလို့သူတို့ကရေငတ်နေတဲ့လူဆိုတော့ရေကိုတန့်တနေတာဆိုတော့ဒါစိတ်ကူးမိတယ်နဲ့တူပါရဲ့အဲ့ဒါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီကုံတွေတိုင်ပင်ပြီးတော့ညောင်မင်းကြီးရဲ့အရှိဘက်ကိုထွက်နေတဲ့အကိုင်းကိုတက်ပြီးတော့ဖြတ်ကြတယ်ဘာမှဖြစ်လာမလဲဆိုပြီးတော့တွေးယူတွေးတန်းထလုပ်ကြတာအဲ့ဒီညောင်မင်းကြီးကအကိုင်းလေးကိုင်းရှိတယ်အရှိကိုင်းနောက်ကိုင်းတောင်ကိုင်းမြောက်ကိုင်းဆိုပြီးတော့အဲ့ဒါအရှိကိုင်းကိုဖြတ်တော့နဂါမင်းကတနာပြီးတော့နော်စောစောလေးကလည်းသူစိတ်ကူးရှိပါတယ်ဒီလူတွေကိုကဲမယ်ဆိုပြီးတော့အဲ့ဒါဘာလုပ်လဲဆိုတော့ဖြတ်လိုက်တဲ့အကိုင်းကနေပြီးတော့ရေကြီးရေအေးတွေထွက်ကြလာအောင်ဖန်တီးပေးတယ်တဲ့အင်မတန်စမ်းကြဲတဲ့အဖြစ်ပြပါပဲနော်အဲ့ဒီတော့လူတွေကရေတွေတောက်ကြချိုးကြတို့မသေးတော့ဘူးဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာပေါ့အဲ့ဒါနဲ့သူတို့အားအင်တွေပြည့်ဖြိုးပြီးတော့ဒီလိုနဲ့သူတို့ဆက်ပြီးတော့စဉ်းစားကြတယ်တိတ်စမ်းကြဲတဲ့ညောင်မင်းကြီးပဲအရှိဘက်ကကိုင်းကိုဖြတ်တော့ရေထွက်တယ်ဆိုတော့တို့တောင်ဘက်ကကိုင်းကိုဆက်ပြီးတော့ဖြတ်ကြည့်ရအောင်အဲ့ဒါနဲ့တောင်ဘက်ကကိုင်းကိုဆက်ပြီးတော့ဖြတ်ကြည့်တယ်တဲ့ဖြတ်ကြည့်တော့နဂါမင်းကဘာလုပ်လဲဆိုတော့သားပြောထမင်းဟင်းတွေထွက်ကြလာအောင်ဖန်တီးပေးတယ်တဲ့အဲ့ဒီမှာလူတွေကအံ့ဩပြီးရင်အံ့ဩရင်ပဲအဲ့ဒါနဲ့သားပြောထမင်းဟင်းတွေစားကြတော်တော်လေးကျေးဇူးတင်တယ်ဒီညောင်မင်းကြီးကိုအဲ့ဒါနဲ့တအောက်လောက်နေတော့တခါတိုင်ပင်ညပြန်တယ်ထူးဆန်းတာတော့အမှန်ပဲဟိသူတို့ကမူရင်းစစ်မြစ်မှာမသိပဲကိုဟုတ်လားအဲ့ဒါနဲ့တို့အနောက်ဘက်ကအကိုင်းကိုတက်ပြီးတော့ဖြတ်ကြည့်ကြအောင်ဆိုတဲ့ပြီးတဲ့နှစ်ကိုင်းပဲကြံတော့တာကိုတစ်ကိုင်းတက်ပြီးတော့ဖြတ်အောင်မယ်ဆိုတော့အဲ့လိုဆိုတက်ဖြတ်ကြမယ်ဆိုဖြတ်တော့နဂါမင်းကဘာလုပ်လဲဆိုတော့အဝိတ္တဇာအပြည့်စုံဆင်ញံထားတဲ့နဂါမင်းသမီးလေးတွေကိုလူရောင်ဖန်ဆင်းစေပြီးတော့အဲ့ဒီကနေထွက်ကြပေးတယ်တဲ့အဲ့ဒီမှာသူတို့အတိုင်းထက်လုံဝမ်းသာပြီးတော့အံ့ဩပြီးရင်အံ့ဩရင်ပဲနော်အဲ့ဒါနဲ့သူတို့ဘာလုပ်လဲဆိုတော့တကိုင်းပဲကြံတော့တာနော်အဲ့ဒီမြောက်ဘက်ကအကိုင်းကိုတက်ဖြတ်ရင်ဘာတွေရမလဲမသိဘူးတဲ့ဖြတ်ကြည့်ကြအောင်ဆိုတက်ဖြတ်တယ်တက်ဖြတ်လိုက်တော့ကြောက်တံဗရမ ्या တွေထွက်ကြပြီးတဲ့နဂါမင်းကညောင်မင်းကြီးကတော့ကရုံကြီးဖြစ်သွားပြီအကိုင်းလေးကလုံးတကိုင်းမှမကြံတော့ဘူးကုံတွေကတော့အကုန်ကြည့်ဆုံးသွားပြီရေရောအစာရောမတုခမရောယရနာတွေရောအဲ့ဒါယရနာတွေလှဲပေါ်တင်ပြီးတော့ဝမ်းသာလိုက်တာလှဲလေပြည့်နေပြီအဲ့ဒီမှာသူတို့မပြန်နိုင်သေးဘူးဘာလို့လဲဆိုတော့ဆက်ပြီးတော့တိုင်ပင်ညပြန်တယ်ဘာတိုင်ပင်လဲဆိုတော့တိတ်ထူးဆန်းတဲ့ညောင်မင်းကြီးတဲ့ဒီထူးဆန်းတဲ့ညောင်မင်းကြီးကိုတို့အမြင့်ဖြတ်ကြည့်ရင်ဘာတွေရအောင်မလဲမသိဘူးတဲ့ပြီးတဲ့ညောင်မင်းကြီးကိုအမြင့်ဖြတ်ကြည့်ခြင်းနဲ့အမြင့်ဖြတ်ကြည့်ခြင်းနဲ့တဲ့အဲ့ဒီတော့ဘုရားလောင်းကမနေနိုင်ဘူးလက်ဥကလေးချီပြီးတော့ကုံတွေကိုထပ်ပြီးတော့ပြောတယ်အချင်းတို့တဲ့
ဒီညောင်ပင်ကသင်တို့ရဲ့အကျိုးမဲ့ကိုဘာများလုပ်ဖို့လို့လဲတဲ့သင်တို့စဉ်းစားကြည့်နော်တဲ့ပထမရေကိုပေးတယ်ဒုတိယအစာကိုပေးတယ်တတိယမိန်းမကိုပေးတယ်စတုထယရနာကိုပေးတယ်ဒီလောက်ကျေးဇူးကြီးမားတဲ့ညောင်ပင်ကြီးကိုအမြင့်ဖြတ်ပြီးတော့အသေးသက်အောင်မယ်ဆိုတော့သင်တို့ရက်ဆက်လွန်ရမရောက်ဘူးလားတဲ့ပိဿတို့စဉ်းစားကြည့်နော်ကျေးဇူးရှင်ညောင်ပင်ကြီးကိုကျေးဇူးဆက်မဲ့ပုံကကြောက်เสียဘာလို့မှာတဲ့တုန်းအမြင့်ဖြတ်မှာတဲ့အဲ့ဒီတော့ဘုရားလောင်းကပြောတော့မဖြတ်ချင်တဲ့လူကဘုရားလောင်းတယောက်တည်းပဲကျန်တဲ့လူတွေအကုန်လုံးကလောဘနောက်လိုက်တဲ့လူတွေအလိုဆန္ဒကြီးတဲ့လူတွေမယောင်ရင်မတင်းနေနိုင်တဲ့လူတွေကျေးဇူးတရားနားမလည်တဲ့လူတွေကြီးပဲဟုတ်လားအဲ့ဒီတော့ဘုရားလောင်းကိုအကုန်လုံးပြန်ပြောတယ်ဖြတ်ကြည့်မယ်တဲ့ဒီလောက်စမ်းကြည့်တာတစ်ပင်ကိုငဲ့ညာစရာအကြောင်းမရှိဘူးအဲ့ဒီတော့ဘုရားလောင်းကဘာပြောတော့ဆိုတော့အရေးနေပြီးတော့အခက်ချိုးမယ်ဆိုရင်ဒါမိတ္တဗန္ဒီမိတ်ဆွေပြက်လို့ခေါ်တယ်လူယုံမှလို့ခေါ်တယ်အဲ့ဒီလိုပြောတော့ကုံတွေကလည်းစကားတက်တယ်ဘာပြန်ပြောလဲဆိုတော့ဟုတ်တယ်တဲ့အဲ့ဒီစကားတို့လည်းကြားဘူးတာပဲပြင်းတဲ့စကားကောင်းတွေကတော့ကြားဘူးကြတာပေါ့ဟုတ်လားအရေးနေပြီးတော့အခက်ချိုးရင်မိတ်ဆွေပြက်ဒါပေမဲ့အကျိုးရှိမယ်ထင်ရင်အမြစ်ကိုဖြတ်သိရင်ဖြတ်ရမှာပဲတဲ့အဲ့လိုပြန်ပြောတာအဲ့တော့ဘုရားလောင်းကတောင်းပန်တယ်မလုပ်ကြပါနဲ့ဒီညောင်မင်းကြီးကိုအသေးမတတ်ကြပါနဲ့ဒါပေမဲ့တယောက်နဲ့အများဖြစ်နေတာဖြစ်နေတော့ဘုရားလောင်းကဆက်ပြောရင်သူဘာအန္တရာယ်ရှိမဲ့အနေအထားရောက်လာတယ်ရောက်လာတော့ကင်ရှိစေအဲ့ဒါလို့ဆိုရင်လက်လျှော့ပြီးတော့ဘေးမှာပဲထွက်ထိုင်နေရနော်အဲ့ဒါကိုနေတွေကဘာလုပ်လဲဆိုတော့ရေရင်တွေဓာတ်တွေပြင်ပြီးတော့အဲ့ဒီညောင်ပင်ကြီးရဲ့အမြစ်ကိုဖြတ်ကြတာညောင်ပင်ကြီးရဲ့အမြစ်ကိုစခုတ်တာနဲ့တပြိုင်နက်တည်းငကားမင်းကတစ်ချိန်လုံးသဘောကောင်းခဲ့တာအဲ့ဒီမှာသူသဘောမကောင်းတော့ကြည်စမ်းငါကောင်းခဲ့တဲ့လောက်သူတို့ကရုပ်မှလှပါလားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အမျက်ထွက်ပြီးတော့ငကားစစ်တီတွေကိုလေးများပြင်ခိုင်းပြီးတော့ဟိုထွက်ထိုင်းနေတဲ့တယောက်ကလွဲလို့ကျန်တဲ့လူတွေအကုန်လုံးပြစ်တက်လို့အမိန်ပေးတယ်တဲ့အဲ့ဒါကုံတဲ့အားလုံးတို့ဒီမြားတန်ရာတန်ကျက်နဲ့အကုန်လုံးအသက်ဆုံးရတယ်အဲ့ဒါယရနာတွေအကုန်လုံးအပြည့်ရှိတဲ့လှဲ900ကိုဘုရားလောင်းရဲ့အိမ်နံရာရောက်လိုက်ပို့တယ်ဆိုပြီးတော့ဇလန်းကတော့အဲ့ဒါလို့အဆုံးသတ်ထားတယ်ဒါပေမဲ့ဒီနေရာမှာဦးဇင်းတို့ပြောချင်တာကအများနဲ့တယောက်ဖြစ်ပေမဲ့လို့အများနောက်ကိုလိုက်မသွားဘူးသူများစိတ်ဓာတ်တွေအောက်တန်းကြတယ်သူ့ရဲ့စိတ်ဓာတ်ကိုအောက်တန်းမကြစေရဘူးတနည်းအားဖြင့်လောဘရဲ့သွေးဆောင်ဖြားယောင်းတာနောက်ကိုသူလိုက်မသွားဘူးတကယ်စင်စစ်စိတ်ဓာတ်တွေအောက်တန်းကြတယ်ကိုကျင်တရားတွေနှိမ့်ကြတယ်ဆိုတာလောဘဒေါသကြီးကြလို့ပါတဲ့ပြောရရင်တော့လောဘကြီးလို့ပါဒေါသဆိုတာလောဘကြီးပြီးတဲ့နောက်မှာကြီးရတာဒေါသရဲ့သဘောကိုစဉ်းစားကြည့်ပြီအလိုမကြတာတဲ့ပိဋကရဲ့အလိုဆိုတာဘာလဲအလိုဆိုတာလောဘပေါ့နော်အလိုမကြတာကတော့ဒေါသပေါ့နော်အစတည်းကိုကအလိုမရှိဘူးဆိုရင်အလိုမကြဘူးဆိုတာဖြစ်မဖြစ်တော့အလိုမကြမှုတွေများနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအလိုဆန္ဒတွေများနေလို့အလိုမကြမှုတွေများတာသိကြရလားစဉ်းစားတော့ဒါကြောင့်ဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဟိုဟာရခြင်းဒီဟာရခြင်းအလိုဆန္ဒတွေကဗရိတ်အုပ်လို့မရဘူးဆိုရင်သိကြတယ်အဲ့ဒီလူဒေါသကြီးတော့မယ်မပြေလည်တာတွေဖြစ်တော့မယ်မကျေနပ်စရာတွေတွေ့တော့မယ်ဖြည့်ရှင်းစရာတွေတွေ့တော့မယ်သူ့ဘဝဘယ်တော့မှမအေးချမ်းဘူးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ကစကားကိုအယံကာရောပြောတာမဟုတ်ပါဘူးဒေါသကြီးတယ်ဆိုတာလောဘကြီးလို့ဒေါသကြီးရတာဟုတ်ရဲ့လားအေးအဲ့ဒါလိုပဲစိတ်ဓာတ်တွေအောက်တန်းကြတယ်မလုံတင်တာတွေလုံတယ်မပြောတင်တာတွေပြောတယ်အဲ့ဒါလိုမျိုးစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားအောက်တန်းကြတယ်ဆိုတာလောဘကြီးလို့အဲ့ဒီကြီးတဲ့လောဘရဲ့အလိုကိုလည်းလိုက်လို့ဟုတ်ရဲ့လားဒါကြောင့်ပိဿကောင်းသူတော်ကောင်းတို့ဒီဒုတိယဆုံးမချက်ကလေးကလည်းပဲစိတ်ဝင်စားစရာကောင်းတယ်လို့လိုက်နာကျင့်သုံးမယ်ဆိုရင်အကျိုးမကြီးနိုင်ဘူးလားကြီးနိုင်တယ်နှိမ့်သူတွေထဲမှာမြင်ပါတဲ့ခေတ်အဆက်ဆက်တဖြည်းဖြည်းနဲ့နှိမ့်ကြလာနေတဲ့ကိုကျင်တရားနဲ့စိတ်ဓာတ်ကိုပြန်ပြီးတော့နလန်ထူအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာကိုပဲရှေ့တုန်းကဒီလောက်မဆိုးဘူးဗျနော်ဒါတက်တဲ့အထောက်အထားတွေအများကြီးရှိတယ်ဗျပိဿတို့လည်းကြားဖို့ကောင်းကြားဖို့လိမ့်မယ်အခုဝိပဿနာပြဆရာကြီးဥကိုအင်္ဂါဆိုတာကြားဘူးတယ်နော်ကမ္ဘာတကယ်ကမ္ဘာနဲ့ချီပြီးတော့သာသနာပြုနေတဲ့သူတော်စင်ကြီးပေါ့နော်အဲ့ဒီဥကိုအင်္ဂါရဲ့အဖိုးသူတို့ကအိန္ဒိယနွယ်ဘွားတွေပေါ့အိန္ဒိယကအစ်စ်တွေပေါ့အဲ့ဒါဦးဇင်းတို့ရှင်းပြည်ဘက်မှာသူကဈေးလှည့်ပြီးတော့ရောင်းလာနော်မြီးအဲ့တော့မြီးတွေလားတွေနဲ့အဲ့လိုလှည့်ရောက်လာ
အဲ့ဒါတနေ့တော့ရှမ်းပြည်က9ရက်တစ်စီးဆိုတာပြည်သက်တို့သိတယ်နော်အဲ့ဒါသူကဇရက်တွေပေါ်မှာဒီလိုတဲရတာပဲအဲ့ဒါပတ်စံအိတ်အဲ့ဒီဇရက်ပေါ်မှာမင်းနေရတာအဲ့ဒါနဲ့သူဘယ်လောက်မှသိတော့ဆိုတော့နောက်2ရက်3ရက်လောက်နေမှသိတာလုံးဝစိတ်မပူဘူးနော်လုံးဝစိတ်မပူဘူးသွားတယ်မယူဘူးမယူဘဲနဲ့အဲ့ဒီသီးပင်ဈေးတွေကိုအကုန်လုံးလှည့်ရောက်ပြီးတော့နောက်အဲ့ဒီဈေးရက်ကို9ရက်ကြာမှသူတစ်ခါပြန်ပြီးတော့ရောက်မယ်လေဈေးရောက်ဖို့အဲ့ဒီ9ရက်ကြာမှအဲ့ဒီဈေးကိုပြန်ရောက်အဲ့ဒီဈေးရက်ကိုသွားတယ်လုံးဝခြေရလက်ရမပြတ်ဘူးဟုတ်ရလားဒီတိုင်းလည်းဘယ်သူမှမယူဘူးငါပိုင်ဆိုင်ခွင့်မရှိတာကိုငါမရကျင်ဘူးဆိုတဲ့စိတ်ဓာတ်နော်အခုဆိုရင်ဘယ်လိုလုပ်မလို့တခါကြီးဒီပိုင်းများဒါစဉ်းစားကြရလေးတွေပေါ့နော်ထားပါတော့ပြောရင်ဒီစကားကကုန်နိုင်စရာမရှိဘူးဒါကြောင့်မို့လို့ငါတယောက်တည်းလုံနေလို့ဘာထိရောက်မှလဲလို့ဒီလိုမအောင်မိပါနဲ့ငါသားသမီးလေးနည်းနည်းလေးဆုံးမနေုံနဲ့လောကကြီးဘာထိရောက်မှလဲလို့ဒီလိုမအောင်မိပါနဲ့ထိရောက်တော့တော့ထိရောက်တာကြီးပဲဟိုစာလေးတစ်ပုဒ်ဖတ်ဖို့ရဗျတခါတော့ငါတဲ့လူတယောက်ကပင်လယ်ကမ်းစပ်မှာလမ်းလျှောက်နေတာအဲ့ဒါပင်လယ်ရေကဘာဆိုရိုက်လိုက်ရင်အဲ့ဒီရေထဲမှာပါရွှေငါးတိလေးတွေပါတယ်နော်ငါးလေးတွေအဲ့ဒါလေးတွေကတောင်ပြင်ပေါ်မှာတင်းနေတာသူတို့ကသေးလွန်းတော့ရေထဲကိုပြင်မသွားနိုင်ဘူးအဲ့ဒါနေပူပြီးဆို6ပြီးတော့သေရောအဲ့ဒါလမ်းလျှောက်ရင်းနဲ့လူ2ယောက်လမ်းလျှောက်ရင်းနဲ့တယောက်တော့လူကအဲ့ဒီငါးလေးတွေကိုကောက်ပြီးတော့ပင်လယ်ထဲကိုထည့်တော့ဘေးကလူကမင်းကွာလုံမနေပါနဲ့ငါးတွေကတန်းနဲ့ချီပြီးတော့ရှိတာမင်းအကုန်လည်းထည့်နိုင်တာမဟုတ်ဘဲနဲ့ဘာမှမထူးတဲ့ကိစ္စကိုလုံမနေနဲ့လို့ပြောတယ်တဲ့ပြောတော့ဟိုလူကကြံတဲ့တန်းနဲ့ချီပြီးတော့ရှိတဲ့ငါးတွေအတွက်မထူးပေမဲ့လို့ဟောဒီတကောင်လေးအတွက်တော့ထူးတယ်ဆိုပြီးတော့ပင်လယ်ထဲကိုချပြလိုက်တယ်ပြတဲ့သဘောပေါက်လားမထူးဘူးလားထူးတာပေါ့အများပြက်နေတာဘာမှမထူးအောင်ပြင်လို့မရတော့ပါဘူးလို့ဘယ်တော့ခါကာလမှာမအောင်မေပါနဲ့ကိုပြင်ရင်ကိုကောင်းတယ်ကိုမိသားစုပြင်ရင်ကိုမိသားစုကောင်းတယ်အဲ့လိုနဲ့တူချင်းတယောက်ချင်းတမိသားစုချင်းပြင်သွားမယ်ဆိုရင်မကောင်းနိုင်တဲ့အကြောင်းပါမှမရှိဘူးဟုတ်ရဲ့လားဒါကြောင့်ဒုတိယဩဝါဒကိုလည်းတတ်နိုင်တယ်များလိုက်နာကျင့်သုံးဖို့မလိုဘူးလားလိုတယ်နှိမ့်သူတွေထဲမှာမြင်ပါနှစ်တွဲပြီးသွားပြီနော်နောက်တတိယစကားကဘာလဲဆိုတော့မနေသူတွေထဲမှာနေပါတဲ့အဝတ္တမာနေသူမနေသူတို့၌ဝတ္တေနေရ၏နေတယ်ဆိုတဲ့စကားလုံးလေးဟာအင်မတန်အရာကျယ်တယ်ဘာနဲ့မနေတာလဲဘာနဲ့နေတာလဲဆိုကြပါစို့တို့ကဂုံနဲ့တရက်နဲ့နေတာရွှေနဲ့ငွေနဲ့နေတာအတိုင်းနဲ့အဝိုင်းနဲ့နေတာမပြောဘူးလားပြောတယ်နော်တခါကြီးမိုင်းများဘာနဲ့နေတာညာနဲ့နေတာအမျိုးမျိုးပြောကြတယ်နော်ဒီနေရာမှာနေတယ်ဆိုတဲ့နေရာမှာအရေးအကြီးဆုံးကငါဘလို့စိတ်တက်ကလေးနဲ့နေတယ်လဲဆိုတာအရေးကြီးဆုံးပဲဟုတ်ရဲ့လားဘလို့စိတ်ကလေးနဲ့နေတာလဲငြိမ်းချမ်းတဲ့စိတ်နဲ့နေတာလားပူလောင်တဲ့စိတ်နဲ့နေတာလားရှင်းလင်းတဲ့စိတ်နဲ့နေတာလားရှုပ်ထွေးတဲ့စိတ်နဲ့နေတာလားဟုတ်ရဲ့လားအောက်တန်းကြတဲ့စိတ်နဲ့နေတာလားမြင့်မြတ်တဲ့စိတ်နဲ့နေတာလားအဲ့ဒါအရေးမကြီးဘူးလားအရေးကြီးတယ်ဒီနေရာမှာမထေမြတ်ကြီးဆိုလိုတာကမနေသူတွေကြားထဲမှာနေပါဆိုတာဟာတတိတရားမေတ္တာတရားနဲ့မနေကြတဲ့လောကကြီးထဲမှာတတိတရားမေတ္တာတရားနဲ့နေဖို့ကြိုးစားရမယ်လို့ဆိုလိုတာတဲ့ဟုတ်လားလောကကြီးကမနေကြဘူးဘာနဲ့မနေတာလဲဆိုတော့တတိနဲ့မနေဘူးမေတ္တာတရားနဲ့မနေဘူးအကျဉ်းမြင်အဖြစ်တော့ဒီနှလုံးကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောခြင်းလေဟုတ်လားမေတ္တိမေရောနေတာပဲကိုဘဝအဖို့တန်တယ်ဆိုတာတွေးမိရင်တော့သဘောပေါက်ပါရဲ့ဟုတ်လားဒါပေမဲ့24နာရီရှိတယ်ဗျာအိပ်ပြလိုက်တဲ့အချိန်ကဘယ်လောက်လဲဟုတ်လားတန်ဖိုးမရှိတဲ့စကားတွေကိုပြောနေတဲ့အချိန်ကဘယ်လောက်လဲဟုတ်လားတောင်းစင်စီမရလောကီလိုလည်းအကျိုးမရှိလောကုတ္တရာလည်းအကျိုးမရှိထိုင်းငိုင်းပြီးတော့တွေးနေတဲ့အချိန်တွေကဘယ်လောက်လဲပြောချင်တာကမိမိရော့ရော့ပေါ့ပေါ့ဆဆနေလိုက်တဲ့အချိန်တွေကဘယ်လောက်များသလဲ90%လောက်ရှိမယ်ဆိုရင်တော့တော်တော်ခံလာတယ်နော်ဒီကမာကြီးတွေမမိမလျော့မပေါ့မဆ10%လောက်များနေနိုင်ရင်တော်တော်ကောင်းမယ်ဟုတ်လား24နာရီမှလေ2နာရီကြော်လောက်များမမိမလျော့မပေါ့မဆတစ်စက်ထဲနေနိုင်ရင်တော်တော်ကောင်းမယ်ဟုတ်ရလားဒါကြောင့်လောကကြီးကအဲ့လိုမျိုးအပ္ပမာဒဆိုတဲ့တတိတရားမမိမလျော့မပေါ့မဆလေးလေးနက်နက်နေထိုင်ကျင့်သုံးခြင်းအင်မတန်နေတယ်မနေကြဘူးဖြစ်တယ်လို့ပဲဖြစ်တယ်လို့တွေးမယ်ဖြစ်တယ်လို့ပြောမယ်ဖြစ်တယ်လို့နေမယ်
ဟုတ်လားပေါ်ပဲနေကြမယ်နော်အဲ့ဒါလို့လေးလေးနက်နက်မနေတဲ့လောကကြီးထဲမှာကိုကလေးလေးနက်နက်နေဖို့ကြိုးစားရမယ်နောက်ပြီးတော့လောကကြီးကဘယ်လိုမနေလဲဆိုတော့မေတ္တာနဲ့မနေဘူးဒီကနေ့ရှိရင်စိတ်တိုလိုက်ဖို့မာနတွေကလည်းအထွတ်တက်ထားတာဆိုတော့နည်းနည်းလေးမှအထီးကမခံဘူးသိလားနော်အထီးခံဖို့တိခံဖို့စိတ်ကလေးစဉ်းစားလိုက်တာနဲ့ကောင်းတဲ့စိတ်ကလေးဝင်လာရင်ဘယ်လိုတွေးချလိုက်တဲ့ထင်တော့မင်းဒီလိုသိခံလို့ရှိရင်မင်းကိုအစွန်းတုံးတဲ့လူလိုထင်သွားမှာပေါ့ဟုတ်လားအရာရာတိုင်းသိခံလို့ဘယ်ဖြစ်မှာတော့တစ်ဖက်ကမြောက်မပေးဘူးလားကောင်းမဲ့စိတ်ကလေးနည်းနည်းပေါ်လာကရှိသေးတခါတည်းဝှက်ကြသွားရောဒကမာကြီးများအဲ့ဒါလိုမျိုးအခြေခံတွေကမှားယွင်းနေတော့ဒေါသနဲ့ပဲတရားဓမ္မတို့ဥရှင်တို့နေကြထိုင်ကြတာများတယ်စိတ်ထဲမှာဒေါသဆိုတာရှူရှူထိုင်ထိုင်ဟိုနိုင်နိုင်ပောက်ကွဲနေမှာဒေါသမဟုတ်ဘူးနော်စိတ်ထဲမှာမပြေးလင်းနေတာနော်အာယုန်နဲ့ကိုယ်နဲ့မသိမမြတ်ဖြစ်နေတာပေါ့ဟုတ်လားမြင်နေတာရှိတယ်ကြားနေတာရှိတယ်တွေးနေတာတွေရှိတယ်များသောအားဖြင့်တော့အဲ့ဒါတွေပါပဲမြင်တာရဲ့ကြားတာရဲ့ထိတာရဲ့တွေးတာရဲ့ဒီလေးခုများတယ်နားနာနဲ့စားတာနဲ့ကနည်းနည်းနေတယ်နော်အဲ့ဒီအာယုန်တွေနဲ့တွေ့တိုင်းအာယုန်နဲ့ကိုယ်နဲ့သိပ်ပြီးတော့အဆင်မပြေဘူးဟုတ်လားအဲ့ဒီအဆင်မပြေဘူးဆိုရင်အဲ့ဒါမဖြစ်တာတော့ဒေါသဖြစ်တာပဲဒေါသအနုဇာလေးတွေဟုတ်လားအဲ့ဒါလိုမျိုးမေတ္တာတရားနဲ့မနေကြတဲ့လောကကြီးထဲမှာကိုကမေတ္တာနဲ့နေနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လားအဲ့ဒါကိုအရှင်တို့ရောစတော်ဘုရားကြီးပြောတာလေးကိုမှီးပြီးတော့ပြောခြင်းနဲ့ကောင်းလန်းလို့နော်လောကကြီးမှာနေတယ်ဆိုတာကအကျဉ်းမြင်အဖြစ်တော့နှစ်မျိုးပဲရှိတယ်တဲ့တယောက်တည်းနေခြင်းနေမယ်တယောက်တည်းမနေရင်အပေါင်းအဖော်နဲ့နေမယ်ဒါပဲဟုတ်လားကိုတယောက်တည်းနေခြင်းနေမယ်တယောက်တည်းမနေတဲ့အခါမှာအပေါင်းဖော်နဲ့နေမယ်အဲ့ဒါမှစတော်ကြီးကအကြံပေးတာတယောက်တည်းနေတဲ့အခါမှာတတိနဲ့နေတဲ့ဟုတ်လားတယောက်တည်းနေပါနဲ့နေမယ်တတိနဲ့နေမယ်တဲ့အပေါင်းဖော်နဲ့နေမယ်ဆိုရင်တော့မေတ္တာနဲ့နေတဲ့တယောက်တည်းနေတဲ့အချိန်မှာတတိနဲ့မနေဘူးဆိုရင်ကိလေသာအစိတ်သင့်မယ်တဲ့အဲ့ဒီအချိန်မှာတောင်တွေးမြောက်တွေးပြီးတော့လောဘဒေါသဖြစ်ဖို့ပဲများတယ်တယောက်တည်းနေတာတတိမရှိဘူးဆိုရင်ပိဋကကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးအများနဲ့နေတဲ့နေရာမှာမေတ္တာမပါဘူးဆိုရင် तू လည်းမကောင်းနိုင်ဘူးဟုတ်ရဲ့လားအဲ့ဒီအချိန်မှာတတိရှိရင်တော့တမျိုးကောင်းမယ်ပေါ့နော်သို့တော့အများနဲ့နေတဲ့အချိန်မှာတတိဆိုတာကလည်းပဲဟိုတတိပဋ္ဌာန်တရားဘာဝနာတရားဆိုတာလည်းနည်းခဲရင်တယ်မေတ္တာကတော့လွယ်ကူတဲ့သဘောလည်းရှိတယ်ဒါကြောင့်အများနဲ့နေတဲ့အခါမှာဆက်ဆံရတဲ့အခါမှာမေတ္တာမပါဘူးဆိုရင်ဒေါသအစိတ်ဗရဏအဖြစ်တင့်တတ်တယ်ဒါကြောင့်ဆရာကြီးကသူကလင်္ကာလေးစီတယ်တချို့ဓမ္မဘုဒ္ဓများတဲ့ပုဂ္ဂိုလ်တွေရဘူးလိမ့်မယ်တတိမေတ္တာဤနဲ့ဖြာလူရွာအစိတ်ဖြေတတိရဲ့မေတ္တာရဲ့ဒီတရားနှစ်ခုဟာလူရွာမှာရှိတဲ့လူသားတွေမှာတင့်နေတဲ့အစိတ်ကိုဖြေတယ်အစိတ်ဖြေစေနှစ်လက်ပဲတဲ့ဟုတ်လားတတိမေတ္တာဤနှစ်ဖြာလူရွာအစိတ်ဖြေတယောက်တည်းပင်စွန့်အင်အပြည့်နေလိုပြီးတတိဖြစ်တာနေဟုတ်လားကိုတယောက်တည်းနေတဲ့အချိန်မှာစွန့်အားတွေနဲ့တရားစွန့်အားတွေနဲ့ကြည်ကြည်လင်လင်မြင့်မြင့်မြတ်မြတ်ချမ်းချမ်းသာသာတကယ်ကိုပဲရှင်းရှင်းလင်းလင်းနေခြင်းနဲ့ဆိုရင်ဘာနဲ့နေမလို့တတိနဲ့နေရမယ်အဲ့ဒီတတိမရှိရင်အဲ့ဒါတယောက်တည်းနဲ့အစိတ်သက်နေမှာပဲစိတ်နှလုံးမှာအစိတ်သက်နေမှာပဲဟုတ်ရဲ့လားအဲ့တော့တတိနဲ့နေတယ်ဆိုတာကလည်းပဲလူငယ်တွေနားလည်အောင်အကြမ်းမြင်တော့ပြောဦးမယ်တတိနဲ့နေတယ်ဆိုတာကဒီပစ္စုပန်ဖြစ်ဆဲသဘောတရားကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိပြီးတော့နေတဲ့အလေးအကျင့်ပေါ့နော်အတိတ်ဆိုတာပြီးခဲ့ပြီတကယ်မရှိတော့ဘူးနော်အတိတ်ဆိုတာဘာမှမရှိတော့ဘူးပတိတံနာနာဂမေယနပတိကင်ခေအနာဂတံယရတိတံပဟိနတံအပတ္တင်္စအနာဂတံနဲ့အတိတ်ဆိုတာချုပ်ခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးနော်အနာဂတ်ဆိုတာတကယ်မဖြစ်သေးလို့ तू ကရှိကိုမရှိသေးဘူးဟုတ်ရဲ့လားအဲ့တော့လောလောဆယ်ရှိနေတာကတကယ်အရှိတရားကအခုပြစ္ဆုတ်ပံမှာရှိနေတဲ့တရားတွေတကယ်အရှိတရားနော်အသက်တွေ50-60နေခဲ့ပြီမလို့တပြိုင်နက်တည်းနေတာမဟုတ်တခဏပြီးမှတခဏနေရတာတစ်စက္ကန့်ဆိုတဲ့အချိန်တောင်တပြိုင်နက်တည်းမရအောင်တစ်စက္ကန့်ကိုဦးဇင်းတို့မီလီစက္ကန့်ဆိုပြီးတော့ပိုင်းလို့ရသေးတယ်မဟုတ်လားရသေးတယ်နော်အေးတစ်ချိန်ပြီးမှတစ်ချိန်အချိန်ကလေးနဲ့ကပ်ပြီးတော့စဉ်းစားရင်အင်မတန်ရှင်းတယ်ဟုတ်လားယခုနတုန်းကယုတ်တရားနံတရားသဘောတရားတွေအခုဘာမှမရှိတော့ဘူးအခုယက်တည်နေတာကနောက်ထပ်အသစ်ဖြစ်နေတဲ့လောလောဆယ်ယုတ်နံနဲ့ယက်တည်နေတာတစ်စက္ကန့်လေးလောက်များလဲရှေ့ကိုကြိုးပြီးတော့အနာဂတ်မှာကြိုးပြီးတော့နေလို့လည်းမရဘူးဆိုလိုတာက
အခုဆိုတဲ့သဘောလေးကိုသဘောပေါက်ဖို့လိုတယ်အဲ့ဒါတရားဘာဝနာရဲ့အဓိကတော့ချက်လို့လည်းပြောလို့ရတယ်နော်အဲ့ဒီအခုဆိုတဲ့ပြစ္ဆုတ်ပံမှာစိတ်တည်ခြင်းတယ်ဆိုလို့ရှိရင်ထင်ရှားတဲ့ခံစားချက်ကိုစိတ်ကလေးကပ်ပြီးတော့သိအောင်ကြိုးစားရမယ်အခုဘာဖြစ်နေတော့ဘလို့ခံစားနေရတော့ပူးနေသလားအေးနေသလားထိတဲ့သဘောရှိနေသလားကြားတဲ့သဘောရှိနေသလားမြင်တဲ့သဘောရှိနေသလားအခုလောလောဆယ်ဖြစ်ပေါ်နေတဲ့သဘာဝရဲ့အပေါ်မှာစိတ်ဆိုင်ပြီးတော့အဲ့ဒီစိတ်နဲ့သိလို့ရတဲ့အရာလေးကိုလှမ်းပြီးတော့သိလိုက်ရမယ်လူငယ်တွေလွယ်လွယ်လေးနော်တရားဘာဝနာနီးဆိုတာလွယ်လွယ်လေးရဲ့လှုပ်ဖို့ပဲခက်တာနော်တရားဆိုတာလှုပ်တတ်ဖို့ကလွယ်လွယ်လေးဒါပေမဲ့အဲ့ဒီအတိုင်းဆွဆွမြဲမြဲလှုပ်ဖို့ကြတော့အင်မတန်ခက်တယ်ဘာဖြစ်လို့ဆိုစိတ်ကအလေးအကျင့်မရဘဲနဲ့ဟိုအာယုန်တွေပဲကြည်စိတ်ကရောက်သွားလို့သဘောပေါက်ရဲ့လားဒါကြောင့်လှုပ်တတ်ဖို့နီးကလေးကတော့ရှင်းရှင်းလင်းလင်းသိထားတယ်လို့ထင်တယ်ဟုတ်လားဒါကြောင့်ဘယ်လိုသဘောတရားပဲဖြစ်နေတဲ့အခိုက်အတန့်လေးမှာပြစ္ဆုတ်ပံတဲ့နိုင်လည်းများတဲ့အောင်မိအောင်အခုဆိုပြီးတော့သိအောင်ကြိုးစားရမယ်သိုံပဲလိုက်သိရမယ်အဲ့ဒါစဉ်းစားတာတွေတွေးတောတာတွေဘာမှမပါစေနဲ့နော်ဖြစ်နေတဲ့အာယုံကိုသိုံလေးပဲလိုက်ပြီးတော့သိရမယ်ဟုတ်လားအဲ့ဒီသိတဲ့ကိစ္စထဲမှာသတိပါတယ်သူဆရာကြီးပဲနော်အဲ့ဒီသတိနဲ့သိပါများလာရင်အဲ့ဒီသိရတဲ့အာယုံရဲ့သဘောတဘာဝတွေကိုနောက်တော့ပိုးပြီးတော့နားလည်လာမယ်။အော်ဘယ်အာယုံပဲဖြစ်ဘယ်သဘောတရားပဲဖြစ်ပေါ်လာပြီးရင်တောက်လျှောက်မရှိတော့ဘူး။နောက်ထပ်အသစ်တစ်ခုဖြစ်လာတယ်။အဲ့ဒါကလည်းဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့ဘူး။ဖြစ်ပေါ်လာတယ်မရှိတော့ဘူးဖြစ်ပေါ်လာတယ်မရှိတော့ဘူး။ဒါပေမဲ့အဲ့ဒီမရှိတဲ့နေရာမှာနောက်ထပ်ဖြစ်ခြင်းတရားတစ်ခုကအစားဝင်ပြီးတော့ထိုးလာတယ်။ဟုတ်ရဲ့လားအဲ့တော့ဘဝဆိုတာအသစ်အမြဲတမ်းဖြစ်နေတယ်ဘဝဆိုတာအမြဲတမ်းအသစ်ပဲဟုတ်ရဲ့လားအဲ့ဒါလို့အသစ်ဖြစ်နေတဲ့ပြစ္ဆုတ်ပံသဘောတရားတွေကိုတတိနဲ့စိတ်ဆိုင်ပြီးတော့သိအောင်လှုပ်နေတဲ့အလေးကျင့်ကိုကြိုးစားရမယ်အဲ့ဒါတရားဘာဝနာကြိုးစားတာပဲတနည်းအားဖြင့်တတိနဲ့နေတာပဲဟုတ်လားဟိုနေတတ်ဖို့သိမခဲရင်ဘူးနော်သွားရင်လာရင်စားရင်တောက်ရင်ပြောရင်ဆိုရင်နဲ့ပဲခန္ဓာကိုယ်ရဲ့ထင်ရှားတဲ့နေရာတစ်ခုခုပေါ့ထင်ရှားတဲ့နေရာကစိတ်ကိုလာပြီးတော့အချက်ပြပါတယ်နော်ဘာဖြစ်နေတယ်အခုတရားဓမ္မတို့မစိတ်ကဘာကိုသိနေတယ်လဲအဲ့ဒီဥစ္စာကိုထပ်ပြီးတော့ဂရုစိုက်ပြီးတော့သိကြည့်လိုက်ပေါ့မရဘူးလားရတယ်ဟုတ်ရဲ့လားအဲ့ဒါလိုမျိုးတတိနဲ့နေလို့ရှိရင်တယောက်တည်းနေတဲ့နေရာမှာကိလေသာအစိတ်မသိနိုင်ဘူးလို့ဒုက္ခတွေလို့ပြောတယ်ဟုတ်လားဒါပေမဲ့လူဆိုတာတယောက်တည်းအမြဲတမ်းနေလို့ရလားမရဘူးမိသားစုရှိတယ်ဆွေမျိုးရှိမယ်အင်းနီနာချင်းရှိမယ်လူဖို့ကံဘက်တွေရှိမယ်ဟုတ်လားအဲ့ဒါတွေနဲ့ဆက်ဆံတဲ့အခါမှာကြတော့တဲ့အများတကာဆက်ဆံရာမေတ္တာပါမအစဉ်ပြေတဲ့မေတ္တာလေးနဲ့နေမှကောင်းလားဟုတ်ရဲ့လားမေတ္တာဆိုတာဘာလဲဆိုတော့တပါးသောသူတို့ရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတာမေတ္တာလို့ပြောလိုက်ရင်မျက်စိလေတော့မှဆိုရတယ်နော်မေတ္တာကိုချစ်ချင်းလို့ဘာသာပြန်တာဟာအင်မတန်အကျဉ်းသားဆန်တယ်နော်ချစ်ချင်းကသူက၃မျိုးလောက်ရှိတာကိုဗျနော်တဏှာပေမနဲ့ချစ်တယ်ဆိုတဲ့လင်ကျင်မယားချစ်ရှိတယ်နော်ဂေဟတိတပေမလို့ခေါ်တဲ့မိသားစုချစ်ချင်းဆွေချစ်မျိုးချစ်မိတ်ဆွေဆွေချစ်မရှိဘူးလားရှိတယ်ဒီနေရာမှာမေတ္တာဆိုတဲ့ချစ်ချင်းကမေတ္တာပေမတပါးသောတတ္တဝါတို့ရဲ့အကျိုးစီးပွားကိုလိုလားယုံတတ်ကလေးအဲ့ဒါမေတ္တာနော်ဒါကြောင့်ကိုယ်နဲ့နှိုင်းဆန်ပြီးတော့အလုံးသောတတ္တဝါတွေငါလိုဘေးရန်ကင်းခြင်းများမှာငါလိုကျမ်းမာရေးကောင်းခြင်းများမှာငါလိုနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းများမှာလို့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့သူတို့လိုလားတဲ့ဘေးရန်ကင်းခြင်းကျမ်းမာရေးကောင်းခြင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းဆိုတဲ့ကောင်းကျိုးနဲ့ချမ်းသာတွေရကြပါစေလို့စိတ်ထဲကညှို့ပြီးတော့တတ္တဝါတွေကိုအာယုံပြုတ်ပြီးတော့ဘေးရန်ကင်းပါစေကျမ်းမာရေးကောင်းပါစေနှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေဆိုလို့ရှိရင်မေတ္တာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီမေတ္တာစိတ်ကိုထက်ချီတလဲလဲဖြစ်အောင်ကြိုးစားနေတာကိုပဲမေတ္တာပွားတယ်လို့ခေါ်တာဟုတ်ရလားအဲ့ဒီတော့နေခြင်းကတော့အကျမ်းမြင်တယောက်တည်းနေခြင်းနေမယ်အများနဲ့နေခြင်းနေမယ်တယောက်တည်းနေရင်တော့တတိနဲ့နေပါအများနဲ့နေမယ်ဆိုရင်တော့မေတ္တာနဲ့နေပါအများစုသောလောကလူသားတွေဟာအဲ့ဒီအပ္ပမာဒဆိုတဲ့တရားအဲ့ဒီမေတ္တာတရားဆိုတာတွေနဲ့နေကြပါသလားမနေကြဘူးဟုတ်ရလားတူကိုဒါကိုလည်းပဲအဲ့ဒီထဲပါတယ်နော်သူများကမနေဘူးဆိုတော့ကိုကနေသလိုဖြစ်နေတာ
ဟုတ်လားသူများကိုနှိမ့်လိုက်တာနဲ့ကိုညှင့်တယ်လို့ကြီးကဖြစ်နေတာဒါကောင်းသလားမကောင်းဘူးတကိုလည်းအမှန်တိုင်းနားလည်ဖို့လိုတယ်ဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါလိုမျိုးမေတ္တာတရားတတိတရားနဲ့မနေကြတဲ့လောကကြီးထဲမှာတတိတရားမေတ္တာတရားနဲ့နေဖို့ကြိုးစားမယ်ဆိုလို့ရှိရင်မနေသူတွေထဲမှာနေရာရောက်တယ်တတိယအစိုးအမကိုလိုက်နာကျင့်သုံးရာရောက်တယ်စကားသုံးခုပြီးပြီနော်နောက်ဆုံးသူနဲ့ဆန့်ကျင်တဲ့စကားအဲ့ဒါကဘာလဲဆိုတော့ဝတိဝတမာနေတုရမမာနေတုနောရမေရမမာနေတုပျော်မွေ့သူတို့ရဲ့ကြားထဲမှာဝါပျော်ရွှင်စွာနေကြတဲ့လူတွေရဲ့ကြားထဲမှာနောရမေပျော်ခြင်းမရှိစွာနေရ၏ဝါမပျော်ဘဲနေရ၏သောသောကမနေသူတွေထဲမှာနေပါအခုဟာကနေသူတွေထဲမှာမနေပါနဲ့နေသူတွေထဲကဘယ်လိုနေတာလဲဆိုတော့ပျော်ပြီးတော့နေတဲ့သူတွေကြားထဲမှာပျော်ပြီးတော့မနေပါနဲ့သူကဆန့်ကျင်ပဲပြောတာဟုတ်လားအဲ့ဒီတော့ဒီစကားကဘာကိုဆိုလိုတာလဲဆိုတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့ဆိုတော့လောကလူသားတွေကသူကိုအလုံးသောတ attva တွေဘာနဲ့ပျော်ပြီးတော့နေကြတာလဲဆိုလို့ရှိရင်အာယုံ၅ပါးနဲ့ပျော်ပြီးတော့နေကြတာတဲ့ပိဋိဘာနဲ့ပျော်ပြီးတော့နေတာအာယုံ၅ပါးနဲ့ပျော်ပြီးတော့နေကြတာကိုမြင်နေတာလေးမြင်လိုက်ရရင်ကောင်းမယ်လို့ထင်တယ်မြင်စရာတွေကိုကြိုက်တယ်လို့ဖန်တီးလို့ရရင်ဘဝအရာတော်တယ်လို့ထင်တယ်ဟုတ်ရဲ့လားအဲ့ဒါလိုပဲကိုကြားကျင်တာကိုကြားရရင်ကိုကြားကျင်တာကိုကြားခွင့်ရအောင်ဖန်တီးပေးမဲ့အရာတွေရှိရင်ကိုဘဝအရာတော်တယ်တော်သေးရဲ့လို့အဲ့ဒါလိုထင်တယ်ဟုတ်လားအဲ့ဒါလိုပဲအနတ်နဲ့ပတ်သက်ပြီးတော့အရာသာနဲ့ပတ်သက်ပြီးတော့အတွေ့အထိနဲ့ပတ်သက်ပြီးတော့ဒီအာယုံ၅ပါးအပေါ်မှာစိတ်ဘလောက်ဝင်စားတယ်လဲကိုပြန်စစ်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့လောကလူသားတွေဟာဒီ၅ပါးနဲ့ပဲပျော်ကြတာပါဒါပဲပျော်စရာရှိလို့လည်းပဲဒါနဲ့ပျော်တဲ့အပိုင်းလည်းပါတယ်ဟိုဘက်မှာသိရွေးစရာကမရှိဘူးလေဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကရူပါရာမဘိက္ခဝေပဇာရူပရတရူပတမ္မုဒိတာတတ္တဝါတွေဟာတဲ့အစင်းသာနဲ့ပျော်စရာရှိတယ်အစင်းသာနဲ့ပျော်စရာရှိလို့လည်းပဲအဲ့ဒီအစင်းမှာပျော်လေပျော်ကြတယ်ဟုတ်ရဲ့လားဒီအာယုံ၅ပါးကိုဘယ်လောက်တန်ဖိုးထားသလဲဆိုကြပါစို့ခုတက္ကဓမ္မတို့ဦးဇင်းတို့ပိုက်ဆံနဲ့ပတ်သက်လာရင်ငွေနဲ့ပတ်သက်လာရင်မတုံလှုပ်တဲ့လူမရှိဘူးစိတ်မဝင်စားတဲ့လူမရှိဘူးအင်မတန်တန်ဖိုးထားတယ်ဒါဦးဇင်းတို့လည်းဒီတိုင်းပဲအဲ့ဒီငွေတို့ပိုက်ဆံတို့ကိုဘာလို့တန်ဖိုးထားတာလဲစဉ်းစားကြည့်ပါအဲ့ဒီအာယုံ၅ပါးကိုကိုကြိုက်တယ်လို့ဖန်ဆင်းနိုင်ခွင့်ရှိလို့ဒီပိုက်ဆံကိုတန်ဖိုးထားတာဟုတ်ရဲ့လားပိုက်ဆံရဲ့အဓိကပန်းနိုင်ကအဲ့ဒါပဲနော်မြင်ကျင်တာလေးမြင်ရဖို့ကြားကျင်တာလေးကြားရဖို့စားကျင်တာလေးစားရဖို့ဒါပဲမဟုတ်လားဒါပဲနော်အဲ့ဒီတော့ပြောကျင်တာကလောကလူသားတွေဟာကာမဂုဏ်အာယုန်နဲ့ပျော်ကြတယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီကာမဂုဏ်အာယုန်နဲ့ပျော်နေတဲ့လူတွေရဲ့ကြားထဲမှာမပျော်ဘဲနေနိုင်အောင်ကြိုးစားရမယ်ကာမဂုဏ်အာယုန်နဲ့အဲ့ဒီလိုပြောတော့ဒီစကားကြီးကပြင်းထန်သောအာကြီးတယ်လို့ပေတတော်ကခံစားရမယ်နဲ့တူတယ်ဒါဦးဇင်းတို့လည်းပဲခံစားရတာပဲဘာဖြစ်လို့လဲဆိုတော့ယဟန္တာတစ်ပါးပြောသွားတဲ့စကားပုထုဇဉ်နာနဲ့အပြည့်အဝလက်မခံနိုင်တာတဘာဝတော့လည်းနည်းနည်းတော့ကြားတယ်လို့ပြောရမှာပေါ့ဟုတ်လားကာမဂုဏ်တွေအကုန်လုံးပင်ရမယ်ဆိုတော့ဒကာကြီးဒီမကြီးများလက်သင့်ခံနိုင်ရလားလက်သင့်ခံတိုက်တယ်ဆိုတာတော့သိတယ်ဒါပေမဲ့စိတ်ထဲကဒါကြီးကမလွယ်လိုက်တာလို့ဒီလိုတော့ရှိတယ်မဟုတ်လားရှိတယ်ဟုတ်ရဲ့လားအဲ့ဒီလိုဆိုရင်နည်းနည်းလေးလျှော့ကြည့်ရအောင်နော်ကာမဂုဏ်အာယုန်တွေနဲ့မပျော်ဘဲနဲ့နေဆိုတဲ့နေရာမှာကာမဂုဏ်အာယုန်တွေနဲ့ပျော်တာတွေကိုနည်းနည်းလောက်လျှော့ကြည့်ရမယ်တစားလျှော့ကြည့်ရမယ်ပယ်နိုင်ရင်တော့အကောင်းဆုံးပဲပယ်တာကိုမကောင်းလို့လျှော့လို့ပြောတာမဟုတ်ဘူးပယ်တာကိုလူတွေအနေနဲ့လိုက်နာဖို့ခဲရင်လို့မို့နည်းနည်းလေးလျှော့ကြည့်လို့အကျိုးရလဒ်ကိုမြင်လာမှနောက်ဆုံးပယ်ဖို့ဒီလိုကကြိုးစားမှာသဘောပေါက်ရဲ့လားဒီနေရာမှာဦးဇင်းတို့စဉ်းစားကြည့်ရအောင်ကာမဂုဏ်အာယုန်နဲ့မပျော်ရဘူးလို့ဆိုတဲ့နေရာမှာကာမဂုဏ်အာယုန်ဟာပျော်မှုစရာဘာမှမကောင်းဘူးအပြစ်အနာစာနဲ့ပြည့်နေတယ်လို့အဲ့ဒါလို့ဆိုလိုတာမဟုတ်ဆိုလိုတာကကာမဂုဏ်အာယုန်မှာပျော်စရာရှိတယ်ဆိုတာကိုပြောတာနော်လူတွေကကာမဂုဏ်အာယုန်မှာဘာမှပျော်စရာမရှိဘူးလို့အဲ့ဒါလို့တစ်ဖက်ဆောင်နဲ့တွက်တတ်တယ်ဒီနေရာမှာမြတ်စွာဘုရားတိတိကျကျဟောတယ်ဗျ
ကာမမှာပျော်စရာရှိတယ်ပျော်စရာရှိလို့မို့ပျော်ရတာပေါ့တဲ့ဟောတဘာဝကြတယ်နော်ကာမမှာตาရစရာရှိတယ်ตาရစရာရှိလို့မို့ตาရကြတာဒါပေမဲ့ကာမမှာအပြစ်လည်းရှိတယ်အပြစ်ရှိလို့မို့ဒီကာမကိုကြောခိုင်းသွားတဲ့တကယ့်သူတော်စင်တွေဆိုတာရှိနေတာပေါ့တဲ့ဒါမြတ်စွာဘုရားပြောတာနော်ဒါကြောင့်ကာမမှာตาရပွဲလည်းရှိတယ်အင်မတန်ကြောက်စရာကောင်းတဲ့အပြစ်လည်းရှိတယ်အဲ့တော့ပိဋကတ်တို့စဉ်းစားရမှာကဒီကာမမှာပျော်စရာကဘလောက်လဲအပြစ်ကဘလောက်လဲဆိုတာကိုချိန်ကြည့်ရမယ်ဟုတ်လားကာမမှာပျော်စရာကဘလောက်ရှိတော့ရှိတယ်နော်အပြစ်လည်းရှိတယ်ပျော်စရာနဲ့အပြစ်ဘယ်ရင်းကဘလောက်လဲဘယ်နှပုံဘလောက်လဲဒါကိုဘာလို့ကြည့်ရမလဲချိန်ကြည့်ရမယ်အဲ့ဒါမြတ်စွာဘုရားချိန်ပြခဲ့တယ်ဟုတ်လားကာမမှာตาရပွဲဟာနည်းနည်းလေးတဲ့ဟောမရှိဘူးလို့မပြောဘူးနော်ဘယ်လိုပြောတော့နည်းနည်းလေးတဲ့အပြစ်ကတော့အများကြီးပဲတဲ့ဟုတ်လားဒါကိုဉာဏ်ရှိတဲ့လူတိုင်းလက်မခံလို့မဖြစ်ပါဘူးစဉ်းစားကြည့်ပါအင်မတန်ထင်ရှားပါတယ်ဒီတရားတွေကနော်ကာမမှာตาရပွဲကနည်းနည်းလေးအပြစ်ကအများကြီးဒါကြောင့်ဦးဇင်းတို့ရှေ့ပညာရှိကြီးတွေရေးခဲ့တဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်နော်တာတံဒေဝခဏေဝပန္တံဟေတုအနန္တဒုက္ခံတတ္တမတိရောခဏေကာမေခုရဓာရမတုပမေကာမေကာမတို့ဆိုတာကတော့အပ္ပံတာတံတာယာဝေတိဒေဝခဏေဝမိဝဲစဉ်ခဏ၌သာလင်အပ္ပံအနေငယ်မြသောတာတံတာယာဝေတိအဋ္ဌိတန္တိရှိပါကုန်၏ကာမလို့ပြောလိုက်ရင်အစင်းအတန်အနတ်အရသာအတွေ့အထိ၅ပါးလုံးသိရမယ်နော်အဲ့ဒီကာမဆိုတာတဲ့မိဝဲစဉ်ခဏလေးမှာตาရပွဲလေးရှိတယ်တဲ့မရှိဘူးတော့မဟုတ်မိဝဲစဉ်ခဏကလေးတံဟေတုအနန္တဒုက္ခံတံဟေတုအဲ့ဒီမိဝဲစဉ်ခဏမှာตาရပွဲနည်းနည်းလေးကိုအကြောင်းပြုပြီးတော့အနန္တဒုက္ခံမဆုံးနိုင်တော့မရေမတွက်နိုင်တော့ဆင်းရဲဒုက္ခတွေဟာဖြစ်ပေါ်လာတယ်တဲ့မိဝဲစဉ်ခဏမှာตาရပွဲနည်းနည်းလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခတွေကနောက်ကမရေမတွက်နိုင်အောင်ဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခုရဓာရမတုပမေဓာသာထက်၌တင်ထားသောပြားရည်ဇက်လျက်ဥပမာရှိသောကာမတရားကိုပယ်ရှားနိုင်အောင်ကြိုးစားကြတယ်တဲ့ဟုတ်လားကာမကိုဓာသာထက်မှရှိတဲ့ပြားရည်ဇက်လို့ဥပမာပေးတာဗျဟုတ်လားပြားရည်ကမချူဘူးလို့တော့ပြောလို့မရဘူးသို့တော့ဘယ်ပုံမှာရှိနေတဲ့ပြားရည်ဇက်ဓာသာထက်မှရှိနေတယ်လှမ်းပြီးတော့ရက်လိုက်မယ်ဆိုရင်ချိုတာနဲ့မကာမိတဲ့ရှာပြတ်တဲ့ဒုက္ခကနောက်ကရှိနေတယ်ဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတွေကာမနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်နေကြလဲဆိုတော့ကိုလိုချင်တာလေးနည်းနည်းရှာဖို့အတွက်ကိုမလိုချင်တာတွေအများကြီးကိုပါတခါတည်းသိမ့်ပန်းရတယ်ဘဝဆိုတာအဲ့ဒါပဲဟုတ်လားကိုလိုချင်တာလေးနည်းနည်းရဖို့အတွက်ကိုမလိုချင်တာတွေအများကြီးကိုပါတခါတည်းသိမ့်ပန်းရတယ်သိကြလားအဲ့ဒါသိကြတာပေါ့ဗျာဟင်ဒကာကြီးဒီမကြီးများဒါကြောင့်မို့လို့ကာမနဲ့ပတ်သက်ထလာလို့ရှိရင်အမြင်ရှင်းထားတဲ့လေနော်အမြင်ရှင်းထားတဲ့လေဟုတ်ရဲ့လားဟိုဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့ဟရိဒဇယတိရဲ့အကြောင်းတော့ဦးဇင်းကနည်းနည်းပြောခြင်းတယ်သူပြောတဲ့စကားကောင်းလုံးလို့ပါသူကဘာပြောလဲဆိုတော့ဘုရုလက္ခဏာမိဖုရားကိုမြင်တော့ဇန်လျှောတယ်ဆိုတော့ပိဿတို့အကုန်သိတယ်နော်နောက်တော့ဒီမိဖုရားကိုရခြင်းလို့ဘယင်နာပေါက်ကြတော့ဘယင်သိသွားတော့ဘယင်ကြီးကမပေးလိုက်ဘူးလားပေးလိုက်တယ်ဘယင်ကဉာဏ်ရှိတယ်ဘာလို့ဉာဏ်ရှိလဲဆိုတော့မိဖုရားဉာဏ်ရှိမှန်းသိတယ်ဘယင်ကမိဖုရားကိုပေးလိုက်တယ်ပေးလိုက်တော့မိဖုရားကဘာလုပ်တုံးဆိုတော့ဒီတိုင်းပဲအိမ်နိုင်မှုကရင်သွားယူခြင်းဟုတ်လားကရင်သွားတောင်းရတယ်ဒီတိုင်းပဲအိမ်နိုင်မှုချင်းအောင်သွားယူခြင်းစောင်းသွားယူခြင်းခေါင်းယူခြင်းဒါဆောက်ပြီးအောင်နောက်ဆုံးအိမ်သာချင်းကသာဒုက္ခိုင်းတာမိဖုရားကဟုတ်လားအဲ့ဒီတော့ယတိကြီးကတော်တော်စိတ်ပြက်သွားတယ်အဲ့ဒီအချိန်မှာမိဖုရားကဒီမုတ်စိတ်မွေးကိုဆွဲပြီးတော့ကိုယတိအဖြစ်ကိုအမှတ်ရပါအောင်လို့ပြောလိုက်တာတစ်ချက်တည်းပဲလုံးဝသိသွားတယ်ဘုရားကအဲ့ဒီမှာဘုရင်ကြီးတွေကိုဒီမိဖုရားပြန်ပို့တယ်ပြန်ပို့ပြီးတော့ဘာပြောလဲဆိုတော့ဘုရင်ကြီးတဲ့ငါတဲ့အစတုန်းကမုဒုလက္ခဏာတယောက်ကိုပဲလိုချင်ခဲ့တာတဲ့အစတုန်းကမုဒုလက္ခဏာတယောက်ကိုပဲလိုချင်ခဲ့တာတဲ့နောက်အဲ့ဒီလိုချင်မှုတစ်ခုလေးကိုအကြောင်းပြုပြီးတော့နောက်ထပ်ငါလိုချင်စရာတွေအများကြီးဖြစ်လာတယ်တဲ့ဒါအင်မတန်စဉ်းစားစရာကောင်းတဲ့အချက်တော်တွေကမာကြီးများဟုတ်လားဟုတ်တာပေါ့စမုဒုလက္ခဏာတယောက်ပဲသူလိုချင်ခဲ့တာနောက်မုဒုလက္ခဏာလည်းရပြီဆိုတော့နေစရာလိုလာပြီအိတ်စရာလိုလာပြီအိုးလိုစရာတွေမှအများကြီးဖြစ်လာဟုတ်ရဲ့လားဒါကြောင့်ပိဿတို့စဉ်းစားနော်
လိုချင်စရာတစ်ခုခုကိုရကျင်လာပြီဆိုရင်နောက်ဆက်တွဲလိုချင်စရာတွေမဆုံးတတ်ဘူးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ကတော့ငယ်ငယ်တုန်းကပြောဦးတယ်အေးဒီတခြင်းတန်ကိုနားထောင်နေတာနဲ့ကက်ဆက်ဝယ်ရတယ်ကက်ဆက်ဝယ်ပြီးရင်တိတ်ခွေဝယ်ရတယ်တိတ်ခွေဝယ်ပြီးရင်ဘက်ထရီအိုးဝယ်ရတယ်မိမလာရင်စိတ်ပြည့်ရတယ်အတန်တစ်ခုကိုအကြောင်းပြုပြီးတော့နောက်ဆက်တွဲဘယ်လောက်များသလဲစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ဒါကြောင့်ကာမဆိုတာသူ့ရဲ့နောက်ဆက်တွဲဒုက္ခတွေအများကြီးနဲ့တိဆောက်ထားတာဉာဏ်ရှိရင်ရှိတော့ဒီကာမကိုကြောက်ကြတာပဲဟုတ်ရဲ့လားဒါကိုပြည့်တဲ့စဉ်းစားစရာလေးတွေပဲဦးဇင်းကပြောတာနော်စဉ်းစားစရာလို့ပြောတော့လူငယ်တွေအတွက်ပုံမြင်တစ်ပုဒ်တောင်ဦးဇင်းကပြောခြင်းတယ်ဟုတ်လားပုံမြင်ပြောကအင်မတန်ဝါသနာပါတယ်အင်မတန်လည်းနားထောင်ခြင်းတယ်ဟုတ်လားဒီပုံမြင်ကဘယ်ကလာဆိုတော့အာရကဘာကလာတဲ့ပုံမြင်နော်ဒီကိုယ်တော့ကရှိတော့ကအာရကုံတဲ့တစုဘယ်လိုကလအုပ်တွေနဲ့ကုန်ကူးသွားကြရင်လည်းနောက်တော့ကလအုပ်တစ်ကောင်ကခြေထောက်နာတော့အကုန်လုံးနားရတာပေါ့နားပြီးတော့အဲ့ဒီခြေထောက်ကိုကုပြီးတော့ပျောက်လုဖြစ်ပြီးဆိုတော့ညတညမဲ့လတာတာနဲ့အဲ့ဒီကလအုပ်ခြေထောက်နာတဲ့ကလအုပ်ပိုင်ရှင်ကဒီကလအုပ်ကောင်းကောင်းတန်ပါပြီလားဆိုတော့သိအောင်တကောင်နဲ့အစီလေးကျင့်တယ်လတာတာလျှောက်ပြီးတော့အဲ့ဒါနဲ့သူတို့စခန်းချတဲ့နေရာကနေခက်လန်းလန်းနေရာကိုရောက်သွားတော့လာကလေးကလည်းတာတိတ်ဆိတ်အဲ့ဒါနဲ့ရှင်နာဆက်သွားတော့တွင်ကြီးတွင်တွေ့တယ်အဲ့ဒါနဲ့ကလအုပ်ဘောကသူဆင်းပြီးတော့အဲ့ဒီတွင်ကြီးကိုငုံကြည့်တဲ့အခါအောက်ကပြိုးပြက်ပြက်ဝင်းတောက်အဲ့ဒါနဲ့သူသွားပြီတို့တော့ချမ်းသာပြီယတနာတိုက်ကြီးတွေ့ပြီအဲ့ဒါနဲ့တခါတည်းဝမ်းသာအာရကုံတဲ့အဖို့ရှိတဲ့နေရာသူအပြေးလာပြီးတော့အကုန်လုံးနှိုးတယ်ငါကလအုပ်စီးလေးကျင်နေတော့တွင်ကြီးတွင်တွေ့တယ်လာကြောင်နဲ့ဝင်းတောက်ပြိုးပြက်နဲ့လှလိုက်တာယတနာတွေအဲ့တော့အကုန်လုံးစိတ်ဝင်စားတယ်အေးသွားကြမယ်ဆိုတော့တွင်းကြီးတီရောက်လာရောက်တော့ဟာဟုတ်တယ်ဝင်းတောင်းနေတာပဲယတနာတွေပြိုးပြက်အဲ့ဒါနဲ့ကိုင်တွင်းနဲ့ဆင်းကြမယ်ဆိုတော့သူတို့ရဲ့အပေါ်ကခြုံထားတဲ့ဝိယုံကြီးတွေရှိတယ်အဲ့ဒါကြီးတွေကိုတစ်ခုတစ်ခုချေးပြီးတော့ကျိုးအဖြစ်နဲ့လုပ်ပြီးတော့ကိုင်ဆင်းကွာတယောက်ဆင်းဘောကလူတွေကကျိုးကိုကိုင်ထားဆင်းပြီးတော့တဖြည်းဖြည်းနဲ့ချတော့တွင်းကလည်းတအားကိုနှက်တယ်အဲ့ဒါနဲ့အောက်ခြေလာရောက်တော့တိချာကြည့်လိုက်တော့နီးလာလေမြင်မွင်းကထင်ရှားလေသူတို့ထင်တဲ့ယရနာတွေမဟုတ်ဘဲနဲ့အင်မတန်ကြောက်စရာကောင်းတဲ့မွေတွေလုံးထွေရစ်ပတ်နေတဲ့မွေတွေကြီးဖြစ်နေသိလားအဲ့ဒါမျက်လုံးတွေအဆွဲတွေကအပေါ်ကလာရောင်နဲ့တွေ့တော့ဝင်းပြီးတော့နေတာအဲ့ဒါနဲ့အောက်ကလူကဟာကိုမြန်အပေါ်ကိုမတင်ကြတို့ထင်တဲ့ယရနာတွေမဟုတ်ဘူးဒါမွေမျက်လုံးနေအပေါ်ကလူတွေကဘယ်လိုထင်လုံးဝမယုံဘူးဒီကောင်တယောက်တည်းမောင်ပိုင်စည်းကျင်တာနဲ့အကောက်ကျန်တာဘယ်လိုမှမယုံဘူးနောက်တစ်ယောက်ဆင်းကွာတော့ခိုင်းတယ်ဟုတ်လားအဲ့ဒါနဲ့နောက်တစ်ယောက်ဆင်းတော့နောက်တစ်ယောက်ကလည်းရောက်ခါနေဟာဟုတ်တယ်အရင်လူပြောတာဟုတ်တယ်ဒါမွေးမျက်လုံးနေသွားပြီဒီကောင်နဲ့ရောက်တိုင်ပင်ညီညွတ်ပြီးတော့ဒုက္ခအကောက်ကျန်တာလုံးဝမယုံဘူးသိလားအဲ့ဒါနဲ့ကျိုးဆက်ချတော့အောက်ကကောင်တွေအကုန်လုံးမွေးကြိုက်ပြီးတော့အောက်က2ယောက်တည်တယ်အဲ့ဒါနဲ့နောက်တစ်ယောက်ဆင်းတယ်နောက်တစ်ယောက်ကလည်းဟုတ်တယ်အရင်2ယောက်တောင်မွေးကြိုက်လို့တည်သွားပြီငါ့ကိုလည်းအပေါ်ပြန်တင်ကြပါသွားပါပြီ3ယောက်သာညီညွတ်သွားပြီနဲ့တူတယ်ဟုတ်လားအဲ့ဒါနဲ့တယောက်ပြီးတယောက်အပေါ်ကကောင်တွေကမယုံဘူးဆင်းလိုက်တာအကုန်လုံးမွေကြိုက်ပြီးတော့သေတယ်တဲ့ဟုတ်လားအောက်ကလူပြောတာကိုအပေါ်ကလူကယုံသလားမယုံဘူးအတွေ့အကြုံနဲ့တကယ်သိတဲ့လူတွေကပြောတာနော်ဒါကြောင့်ရှေးတုန်းကပညာရှိသူတော်ကောင်းကြီးတွေကကာမဂုဏ်ရဲ့အကြောင်းကိုသိလို့မို့ဒုက္ခတွေသိများတာပဲလို့သိလို့မို့နောင်လာနောက်သားတွေကိုမပြောဘူးလားပြောတယ်နောင်လာနောက်သားတွေကယုံလားမယုံဘူးဒီနေရာမှာဦးဇင်းတို့ပုံမြင်ပြောတဲ့လူကအဲ့ဒါရည်ရွယ်ပြောတာမဟုတ်သူကဘာပြောဆိုအိမ်တော်ရေးကိုရည်ရွယ်ပြီးတော့ပြောတာနော်မိဘတွေဒုက္ခတွေများတော့သားသမီးတွေကိုဘယ်လိုပြောတော့အိမ်တော်မပြုရင်ကောင်းတာပေါ့တာယောက်ျားလေးမွေးရင်ဘာလုပ်ချင်လဲဘုန်းကြီးဝတ်ပေးသေးခြင်းနဲ့ဟုတ်လားဒါပေမဲ့လူငယ်တွေကယုံသလားမယုံဘူးဒီတွင်းလေးကိုဆင်းကြတာပဲသူတို့လည်းရောက်ပြီဆိုတော့သူလည်းပြောတာပါပဲဟာတော်တော်ဒုက္ခကြီးတာပဲဒါပေမဲ့နောက်လူတွေကယုံသလားမယုံဘူးဘာလို့တာတော့ဆင်းတာပဲအဲ့ဒါအဆက်ဆင်းကြမယ်တွင်းပေါ့ဟုတ်လားဒီတွင်းကတော့နော်ထားပါတော့အဲ့ဒါဦးဇင်းတို့ပေသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကတော့အလုံးကိုသိတော်မူမြင်တော်မူလို့ချမ်းသာစေခြင်းနဲ့စိတ်နဲ့ဒီကာမနဲ့ပျော်တဲ့အပျော်သည်အန္တရာယ်ကြီးလို့မို့တာဟုတ်လားအန္တရာယ်ကြီးတယ်ပျော်စရာမကောင်းဘူးတော့မဟုတ်ဘူးပျော်စရာကောင်းတယ်သို့တော့ခဏကလေးသူ့ရဲ့နောက်ဆက်တဲ့ပြဿနာတွေကပျော်ရတာနဲ့မထိုက်တန်တော့အောင်ကြီးမားတဲ့အတွက်ကြောင့်အန္တရာယ်ကြီးတယ်
ဒါကလူငယ်တွေနားလည်အောင်ပြောတာနော်အေးနက်ပြောမယ်ဆိုရင်ဦးဇင်းတို့ပြောစရာစကားတွေအများကြီးရှိတာပေါ့ဟုတ်လားဒီကာမကိုပဲအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်ကြတယ်ယုံမှကြတယ်ရက်ဆက်ကြတယ်အပေရောက်ကြောင်းလုပ်တွေလုပ်ကြတယ်တန်တရားမှာနှစ်မွန်းကြတယ်ပြောလို့မရဘူးလားရတာပေါ့ပိဋကတို့ကနားမလည်ဘူးလားနားလေတာပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးစဉ်းစားပြီးတော့ဒီကာမကိုတတ်နိုင်တယ်များလျှော့ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ကာမဇတ်တော်မှာဘုရားလောင်းပြောထားတဲ့စကားတစ်ခွန်းရှိတယ်ကာမကိုနည်းနည်းစွန့်လွတ်နိုင်ရင်နည်းနည်းချမ်းသာမယ်တဲ့နော်များစွန့်လွတ်နိုင်ရင်များချမ်းသာမယ်အကုန်လုံးစွန့်လွတ်နိုင်ရင်ဒုက္ခအကုန်လုံးတောင်ငြိမ်းတယ်လို့ပြောထားတာဒါပဲအတိုင်းတာဒီပိဋကတို့လက်ခံတယ်လဲဆိုတာကတော့ပိဋကတို့ရဲ့ဉာဏ်ပေါ်မှာပဲမူတည်လိမ့်မယ်ဟုတ်ရဲ့လားဒီဦးဇင်းတို့ကတရားဏီကုံးကျုပ်အနေနဲ့ကာမနဲ့ပတ်သက်ပြီးတော့စဉ်းစားတတ်အောင်ဇတ်တော်တစ်ပုဒ်ပြောပြီးတော့အဆုံးသတ်မယ်ဟုတ်လားဘယ်ဇတ်တော်ကိုပြောမှလဲဆိုတော့ကုံဘကာရဇတ်တဲ့ဟုတ်လားတခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကအိုးရင်းတယ်တယောက်ဖြစ်တယ်အိုးလုတ်ပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုရတယ်အဲ့ဒါဘုရားလောင်းကတရားတရားရှိတယ်အင်မတန်ဉာဏ်ပညာလည်းကြီးတယ်အဲ့ဒါဘုရားလောင်းနေတဲ့မြို့ကိုနန္ဒမူလှိုင်ကိုကနေပိစေကဗုဒ္ဓအရှင်မြတ်၄ပါးကြွလာပြီးတော့ဆုံးခံလာတယ်အဲ့ဒါဘုရားလောင်းကအမြဲတမ်းဆုံးလောင်းတယ်အဲ့ဒါတနေ့တော့အဲ့ဒီပိစေကဗုဒ္ဓအရှင်မြတ်၄ပါးကိုအိမ်ပင်ပြီးတော့ဆုံးကပ်ဆုံးဖုံးပြီးပြီဆိုတော့ဘုရားလောင်းကသားလေးတစ်ယောက်သမီးလေးတစ်ယောက်ရှိတယ်ဇနီးမယားတစ်ယောက်လည်းရှိတယ်အဲ့ဒါရှိကနေထိုင်ပြီးတော့ပိစေကဗုဒ္ဓအရှင်မြတ်တွေကိုကြည့်ပြီးတော့ဟောအရှင်ဘုရားတော်ဘဝများအရာတော်လိုက်တာအားကြတာပေါ့နော်အဲ့ဒါနဲ့တလက်စားတဲ့ဘုရားလောင်းကမေးတာအရှင်မြတ်တို့တဲ့ဘယ်လိုဘဝကနေပြီးတော့ဒီလိုပိစေကဗုဒ္ဓအရှင်မြတ်ဖြစ်အောင်အရှင်ဘုရားတို့ကြိုးစားခဲ့တာတော့အရှင်ဘုရားတို့ရဲ့ဘဝအကြောင်းလေးကိုနည်းနည်းလောက်ဒီလိုပြောပြပါအဲ့ဒီတော့ပိစေကဗုဒ္ဓအရှင်မြတ်၄ပါးကတပါးစီပြောပြတယ်ပထမတစ်ပါးကဘာပြောလဲဆိုတော့တကားကြီးတဲ့ငါပိစေကဗုဒ္ဓမဖြစ်ခင်တော့ငါတိုင်းပြည်တပြည်ကိုအစိုးရတဲ့ဘုရင်တစ်ပါးပဲတဲ့ဘာဖြစ်လို့ငါပိစေကဗုဒ္ဓအရှင်မြတ်ဖြစ်လာလဲဆိုလို့ရှိရင်တဲ့ပိဋကရဲ့ဇတ်တော်ကိုအနှစ်ချုပ်ပြီးတော့အချင်းချုပ်ပဲပြောမယ်နော်ဘာဖြစ်လို့ငါပိစေကဗုဒ္ဓဖြစ်လာလဲဆိုတော့တနေ့တဲ့ငါဆင်စည်းပြီးတော့အချမ်းရံတွေအများကြီးနဲ့ဥယျာဉ်ထွက်တာတဲ့ဥယျာဉ်ထွက်တော့ဥယျာဉ်ဘဝမှာဝင်းမှဲ့နေအောင်တီးနေတဲ့တရက်ပင်ကြီးရှိတယ်အဲ့ဒီတရက်ပင်ကအနံ့ရတာနဲ့လည်းပြည့်စုံတယ်ငါစားနေကြတရက်ပင်ပါပဲတဲ့အဲ့ဒါနဲ့ငါဟာတဲတီးတွေမှဲ့ပြီဆိုပြီးတော့ရှင်မော်ကနေမှီတဲ့မှဲ့တဲ့တဲတီးတစ်လုံးကိုငါဆွတ်လိုက်တယ်ဆွတ်ပြီးတော့ငါဥယျာဉ်ဆက်သွားတယ်ငါလည်းဆွတ်ပြီးပြီဆိုတော့လက်အောက်ငယ်သားတွေအကုန်လုံးကဘယင်မင်းမြတ်စားပြီးသားအပင်တို့ဆွတ်လို့ရပြီဆိုပြီးတော့အကုန်လုံးဆွတ်ကြတာနောက်ဆုံးနည်းနည်းလေးစိမ့်နဲ့အသီးတွေတောင်အကုန်သွားတယ်အဲ့ဒါနဲ့နောက်ကျတဲ့လူတွေကတို့အတွက်မကြံရကောင်းလားဆိုစိတ်တူပြီးတော့အောက်ကတုံးနဲ့ပြစ်ခဲနဲ့ပြစ်ပြီးတော့အကျဉ်းပဒံလှုပ်လိုက်တာအဲ့ဒီတရက်ပင်ဟာလုံးဝကျိုးပဲ့ပြီးတော့အယုတ်ဆိုးအကြီးတန်းသွားတယ်အဲ့ဒါဘုရားလောင်းမသိအဲ့ဒီပိစေကဗုဒ္ဓအရှင်မြတ်လောင်းကမသိပဲနဲ့ညနေအချိန်ကျတော့ပြန်လာတဲ့အခါကျတော့သတိထားမိတယ်ဟာတဲပင်ကြီးဘလို့ဖြစ်သွားတော့လုံးဝပြောင်းလဲသွားအဲ့ဒါနဲ့သူဆင်းကိုရက်ပြီးတော့မေးတယ်ဒါဘလို့ဖြစ်တာတော့မင်းတရားစားပြီးဆိုတော့ကျန်တဲ့လူတွေအကုန်လုံးခူးရတယ်မရတဲ့လူတွေကအဲ့ဒါလိုအကိုင်းကြိုပဲ့ဆိုပြီးတော့လှုပ်ကြတာအဲ့ဒါနဲ့သူရက်ပြီးတော့ကြည်တော့တိုက်ဆိုင်စွာပဲအဲ့ဒီလမ်းရဲ့ဟိုဘက်ဆန့်ကျင်ဘက်မှာတရက်ပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီတရက်ပင်ကြီးကလုံးဝအသေးမသေးဘူးအဲ့တော့အစီရနော်အသေးမသေးတဲ့တရက်ပင်လို့ရှိသေးတယ်အဲ့ဒီတရက်ပင်ကြီးကတော့မြစိမ့်တောင်ကြီးလိုပဲတဲ့မနဲ့တုံးကအတိုင်းပဲတကယ့်ကိုခန်းခန်းနာနာစိမ့်ညို့ပြီးတော့လှလှပပရှိနေတယ်အဲ့ဒီတရက်ပင်နှစ်ပင်ကိုရှင်းပြီးတော့ကြည်တာအဲ့ဒီရှင်ဘုရင်ကရှင်းကြည့်ပြီးတော့ဒီအပင်ဟာအသီးသီးမိလို့အသီးဒီဟူသောအကြောင်းကြောင့်သူဒုက္ခရောက်ရတာအသီးမသီးမိတဲ့အပင်ကတော့ပုံမှန်အတိုင်းပဲအဲ့ဒီတော့ငါဘဝဟာလည်းပဲအသီးသီးမိတဲ့တရက်ပင်နဲ့ဘာမှမထူးပါလားအန္တရာယ်များလိုက်တာအဲ့ဒါသူစဉ်းစားနေတာနော်ဘယင်ဆိုတော့အောက်ကမူတွေမတ်တွေကလည်းပဲသွားကြဆိုလို့မပြောရဘူးအဲ့ဒါဘယင်ကြီးကသူအတွေးတွေကနှက်နေတာအဲ့တော့ငါဒီအသီးမသီးတဲ့တရက်ပင်လို့ဖြစ်အောင်လုပ်မယ်လို့စဉ်းစားရင်းနဲ့အဲ့ဒီလေးနဲ့တဲ့အမြင်ကိုအခြေခံပြီးတော့ဉာဏ်အစဉ်စဉ်ရှင်းသွားလိုက်တာအဲ့ဒါပိစေကဗုဒ္ဓအရှင်မြတ်ဖြစ်တယ်နော်ကာမဝိတ္ထုတွေနဲ့ပြည့်စုံခြင်းဒီအသီးသီးမိတဲ့တရက်ပင်လို့ဖြစ်တာတဲ့ဟုတ်လားအသီးဒီဟူသောအကြောင်းကြောင့်တရက်ပင်သည်အနှိမ့်ဆက်ခံရတယ်ဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲဒါလေးကိုနှိုင်းရှင်ပြီးတော့စဉ်းစားတတ်ရတယ်ဟုတ်လား
အဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ဖြစ်သွားတော့မင်းမြောက်တရားတွေကဒီတိုင်းကြီးရှိနေတယ်အဲ့ဒါနဲ့ကြာလုံးမကကြားလာတော့မူကြီးမတ်ရတေနာပိတွေကမင်းနေရာသွားကြစို့ဆိုတော့ဟေ့တို့အရှင်ဘုရင်မဟုတ်ဘူးဟာဒါဖြင့်ဘာလို့ဆိုတော့တို့ပြည့်စေကဗုဒ္ဓလို့ပြောတယ်တဲ့ပြောတော့အရှင်မြတ်ဗျာပြည့်စေကဗုဒ္ဓဆိုတာဒီလိုမဟုတ်ဘူးစံကိုပေပြီးသားတပိတ်နဲ့သင်္ကန်းနဲ့အဲ့ဒါလိုပြောတော့အော်ဟုတ်လားဆိုပြီးတော့သူ့ရဲ့ခေါင်းကိုနောက်ပြန်ပြီးတော့သုံးသပ်လိုက်တယ်အဲ့ဒီမှာမင်းမြောက်တရားတွေအကုန်လုံးပျောက်ပြီးတော့အဝါ60ရမထေကြီးလို့တပိတ်သင်္ကန်းဆင်မြန်းပြီးသားစံပေပြီးသားတခါလေးဖြစ်သွားတာဒါတရားရဲ့တကူပေါ့ဓမ္မသိဋ္ဌိပေါ့အလိုလိုပြီးတာပေါ့နော်အဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကသူ့အကြောင်းကိုအဲ့လိုပြောတယ်အဲ့လိုပြောတော့နောက်တစ်ပါးလှည့်ရောက်တော့နောက်တစ်ပါးကတခါကြီးတဲ့ငါလည်းပဲဘယင်တစ်ပါးဖြစ်ခဲ့တယ်တဲ့ငါပြည့်စေကဗုဒ္ဓဖြစ်လာပုံကတစ်မျိုးပဲတဲ့ဘယ်လိုလဲဆိုတော့တနေ့ငါကရာဇာပလင်ပေါ်မှာထိုင်နေတော့ရေချိုးပြီးကစားငါလိမ့်ဖို့အတွက်ဆိုပြီးတော့မောင်းမငယ်တယောက်ကတဏခါသွေးတယ်တဲ့အဲ့ဒါလိုတဏခါသွေးတော့လက်တစ်ဖက်စီမှာလက်ကောက်တကွင်းစီဆွတ်ပြီးတော့သွေးနေတာအဲ့ဒါကငါကလည်းဒီတိုင်းပဲထိုင်ပြီးတော့စောင့်နေတာပေါ့လေအဲ့ဒီမောင်းမကဘာစိတ်ကူးပေါက်တယ်မသိဘူးဘယ်ဘက်ကလက်ကောက်ကိုညာဘက်ကိုပြောင်းပြီးတော့ဆွတ်လိုက်တယ်လက်ကောက်နှစ်ဖက်လက်ကောက်နှစ်ကွင်းလက်တစ်ဖက်ထဲမှာဖြစ်သွားတယ်အဲ့ဒါဆက်ပြီးတော့တဏခါသွေးတော့လက်ကောက်တန်ကအချင်းချင်းထိခိုက်ပြီးတော့တချွင်ချွင်မြည်တယ်ဘာမှတော့ဆန်းတဲ့ကိစ္စမဟုတ်ဘူးနော်အကြောင်းတရားတွေကလည်းအင်မတန်ဆန်းကျင်တာပဲဘုရင်ကြီးပြည့်စေကဗုဒ္ဓဖြစ်ဖို့အတွက်ဖမ်းလာတဲ့သဘောလို့ဦးဇင်းကတော့စဉ်းစားကြည့်တယ်ဟုတ်လားအဲ့ဒါနဲ့အဲ့လိုတွေးရင်းနဲ့အတန်တွေထွက်တော့ဘုရင်ကြီးကဘာစဉ်းစားလဲဆိုတော့တစ်ဖက်တကွင်းစီနေတုန်းကဘာအတန်မှမထွက်ဘူးနှစ်ကွင်းပေါင်းမိလိုက်တာနဲ့အတန်ထွက်တော့တာကိုငါဘဝဟာလည်းပဲအဲ့ဒီလက်ကောက်နှစ်ကွင်းပေါင်းမိတယ်လို့ငါတယောက်တည်းမဟုတ်ပါလားအပေါင်းဖော်တွေအများကြီးပါလားနှစ်ကွင်းမှမကဘူးသူဟာကအများကြီးဖြစ်နေတယ်အဲ့တော့အမြဲတမ်းဆုံးမရမယ်ပြောရမယ်ဆိုရမယ်အလိုမကျတာတွေဖြစ်မယ်ကိုကိုသူကကြိုက်တာရှိမယ်မကြိုက်တာရှိမယ်ကိုကမကြိုက်တာအမျိုးမျိုးရှုပ်ထွေးတွေခတ်ကုန်တယ်အဲ့ဒီတော့တကွင်းစီတော့နေရတဲ့လက်ကောက်များလို့ငါဒီတယောက်တည်းကျင့်ရရင်ကောင်းမယ်လို့သူအဲ့လိုစဉ်းစားတယ်ပိဿတို့လည်းစဉ်းစားနော်ဒုတိယမြောက်အဖို့ဆိုတာရှိလာတာနဲ့အတန်ဆိုတာထွက်မလာဘူးလားထွက်လာတယ်အဲ့ဒီအတန်တွေကဘလို့အတန်တွေတော့စိတ်တိုင်းမကြတဲ့အတန်တွေပါစိတ်တိုင်းမကြတဲ့အတန်တွေကြရင်စိတ်ချမ်းသာလေးလားမချမ်းသာတော့ဘူးဒါလည်းစဉ်းစားတရားရှိတယ်နော်အဲ့ဒီမှာသူဉာဏ်အစဉ်စဉ်ရင့်ကျက်ပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ဖြစ်တယ်ပထမတစ်ပါးကတရက်ပင်ကဟောတဲ့တရားကိုနာပြီးတော့ပြည့်စေကဗုဒ္ဓဖြစ်တာနောက်တစ်ပါးကလက်ကောက်ကဟောတဲ့တရားကိုနာပြီးတော့ပြည့်စေကဗုဒ္ဓဖြစ်တာပြီးတဲ့လောကောတ္ထာနာမှာစီတော့တဲ့လောကကြီးကတတ္တဝါတွေရဲ့ဆရာတဲ့ဟုတ်လားကိုကမြင်တတ်ဖို့လိုတယ်ကြားတတ်ဖို့လိုတယ်အမြဲတမ်းတရားတွေကိုတော့ပြနေတာပေးနေတာပဲလောကကြီးကဟုတ်ရဲ့လားစဉ်းစားတရားလေးတွေနော်အဲ့တော့နောက်တစ်ပါးကဘာပြန်ပြောလဲဆိုတော့တခါကြီးတဲ့ငါလည်းပဲငကိုယ်တုန်းကရှင်ဘုရင်တစ်ပါးဖြစ်ခဲ့တယ်တဲ့ဒီနေ့ဒေတာသတင်းကိုဖွင့်ပြီးတော့ငါတိုင်းပြည်ကိုငါအပေါ်စီးကနေကြည့်ပြတ်တက်ပြီးတော့အဲ့ဒီမှာဈေးတွေကစူးကြမ်းလို့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့သူကြည့်တော့လူတွေကစွန်တကောင်နောက်ကိုလိုက်တာဟုတ်လားလိုက်တော့ငါအဲ့ဒါနဲ့အပေါ်ပေါ့ကြည့်တော့ဟာစွန်ကတကောင်မှမကပါလားစွန်နေအများကြီးပဲအဲ့တော့သူကအမြင့်ကဆိုတော့မြင်ရတာပေါ့အဲ့ဒီမှာတေချာကြည့်တော့စွန်တကောင်ရဲ့နောက်ကိုကြံတဲ့စွန်တွေအကုန်လုံးကလိုက်နေတာအဲ့ဒီအလိုက်ခံရတဲ့စွန်ရဲ့နှုတ်သီးပြားမှာအသားတစ်ပါတယ်အဲ့ဒီအသားတစ်ချီသွားလို့အောက်ကလူတွေကလိုက်ကြတာအဲ့ဒီမှာလူတွေကနောက်တော့ဝေးသွားပြီးတော့စိတ်လျှော့ပြီးတော့နေရတော့ဒါပေမဲ့စွန်တွေကတော့လုံးဝစိတ်မလျှော့ဘူးအသားတစ်ရသွားတဲ့စွန်နောက်ကိုလိုက်နေတာလိုက်ပြီးတော့ဘာလို့ဆိုအတင်းထိုးကြအတောင်မှန်နဲ့ရိုက်ကြအဲ့ဒီမှာသားတစ်ပါတဲ့စွန်ကနာလုံးကျင်လုံးတော့သူ့ရဲ့နှုတ်သီးကလည်းအသားတစ်ကြီးနေဆိုတော့ပြန်ပြီးတော့သူထိုးဖို့စိတ်ဖို့တိုက်ခိုက်ဖို့လည်းမဖြစ်နိုင်တော့အဲ့ဒီအသားတစ်ကိုသူလွှတ်ချလိုက်တယ်လွှတ်ချလိုက်တော့အဲ့ဒီအသားတွေကမြေကြီးမကြဘူးနောက်ကလိုက်လာတဲ့စွန်တွေကတကောင်ကောင်ကမြင်ဆန်းဆန်းပြန်နိုင်တဲ့ကောင်ကရတယ်အဲ့ဒီကောင်ရသွားပြီနော်ရသွားတော့အဲ့ဒီရတဲ့ကောင်နောက်ကိုနောက်ထပ်အကောင်တွေကအကုန်ဝိုင်းလိုက်တယ်စောတော့ကအကောင်ကိုစိတ်ဝင်စားတော့ဘူးတဲ့ပြောရရင်စွန်ကိုစိတ်ဝင်စားတာမဟုတ်ဘူးအသားတွေကိုစိတ်ဝင်စားတာစွန်တွေကဟုတ်လားအဲ့ဒါနဲ့အဲ့ဒီစွန်ကိုလိုက်ထိုးအဲ့ဒီစွန်ကနာလုံးကျင်လုံးတော့အဲ့ဒီအသားတွေကိုလှုပ်ချနောက်တကောင်ရတဲ့အကောင်တော့ကိုနောက်အကောင်တွေအကုန်လုံးကလိုက်ထိုးအဲ့ဒီမှာဘုရင်ကြီးရဲ့စိတ်ထဲမှာဉာဏ်တစ်ချက်ပေါ်တယ်
စွန့်တိုင်းသောစွန့်သည်ချမ်းသာရာရတယ်ရတိုင်းသောစွန့်သည်ဆင်းရဲဒုက္ခကိုရတယ်လို့သူဒါလေးမြင်တယ်ပိဋကတို့ဉာဏ်ရှိတယ်နော်ရတိုင်းသောစွန့်သည်ဆင်းရဲတယ်စွန့်တိုင်းသောစွန့်သည်သက်သာရာကိုရတယ်တဲ့ဒါနိယာမပဲဗျနော်ဒကာကြီးတို့မိုင်းများဒါအင်မတန်မှန်ကန်တဲ့နိယာမပဲနော်အဲ့တော့လူဘဝကြီးလည်းပဲလူသားမန်တွေကတော့ရရင်ချမ်းသာတာလို့ထင်ကြတာပေါ့နော်ဒါဥစဉ်တို့လည်းပဲဒီအဆင့်ပဲရှိပါသေးတယ်ဟုတ်လားရရင်ပါလေချမ်းသာတယ်ရရင်ကောင်းတယ်လို့ထင်တကယ်တမ်းကရရင်မကောင်းဘူးစွန့်မှကောင်းတာတစစွန့်ဝင်မှလည်းဘဝနောက်စက်တိုင်းကောင်း၏သူတော်ကောင်းတရားမှန်သမျှကိုကြည်လိုက်အကုန်လုံးစွန့်တာကြီးပဲဟုတ်ရဲ့လားတကယ်ကြီးမိုက်မြနောက်ဆုံးကိလေသာကိုစွန့်တယ်ကိလေသာကိုစွန့်တော့ဆင်းရဲတဲ့ဒုက္ခခန္ဓာကိုကြီးပါစွန့်ရတယ်မကောင်းဘူးလားကောင်းတယ်ခုတကဓမ္မတို့ဦးဇင်းတို့တွေကအကောင်းထင်နေတော့သိမ့်ပိုက်ရတာကကောင်းတယ်လို့ထင်တာတကယ်နိယာမကအဲ့ဒါလိုမဟုတ်ဒါကြောင့်ဘုရင်ကြီးကငါသည်ကာမဂုဏ်ဒီဟုသောတာတစ်ကိုပိုင်ဆိုင်ထားတာဒါကြောင့်ငါကိုဘေးကဝိုင်းပြီးတော့ထိုးစိတ်နေကြတာပိဋကတို့လည်းစဉ်းစားကြည့်နော်အစင်ပြေးလာပြီဆိုလို့ရှိရင်ဘယ်သူတွေကအရင်ထိုးစိတ်ကြတော့ဆွေမျိုးတွေကအရင်ထိုးစိတ်တာပေါ့ဟုတ်လားပြည်ရဲ့နဲ့မကူညီရင်လည်းပဲကောင်းလားမကောင်းဘူးအ ਨੇ ဆုံးတော့အတင်းအပြင်းပြောခံရတာတော့မရှိဘူးလားရှိတယ်ကျုံလာပြီဆုံးလာပြီဆိုရင်လည်းမျက်စောင်းတွေပါလေထိုးမခံရဘူးလားအဲ့ဒါလို့မကြည်နပ်မှုအမူအရာပြတယ်ဆိုတာကအ ਨੇ ဆုံးတော့ဒါအထိုးစိတ်ခံရတာပဲဟုတ်ရလားအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိပါတယ်ချက်ထွင်ပြီးတော့စဉ်းစားကြည့်ပါစွန့်တိုင်းသောစွန့်သည်တတ္တရာရတယ်ရတိုင်းသောစွန့်သည်ဆင်းရဲဒုက္ခကိုရတယ်ဒီနိယာမကိုအမိပြုပြီးတော့ဘုရင်ကြီးသည်ပိစိကဗုဒ္ဓအရှင်မြတ်ဖြစ်တယ်တပါးကြံတော့တယ်နော်နောက်တစ်ပါးကဘာပြောလဲဆိုတော့သူလည်းပဲတန်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တနေ့လေသာပရင်ကိုဖွင့်ပြီးတော့ကြည်တော့မြို့လေလမ်းမရွာလေလမ်းမမှာနွားမတကောင်ရဲ့နောက်ကိုနွားဒီတွေအများကြီးလိုက်ကြခြင်းနဲ့အဲ့ဒီမှာဝင်းတိုးပြီးတော့နွားအထီးတကောင်ကအချင်းချင်းခွေလိုက်တာတခါတဲ့နံကြားကနေဥတွေအကုန်လုံးထွက်ကြလာပြီးတော့အဲ့ဒီနားနဲ့သေတယ်အဲ့ဒီနွားလာဥတ္တဖနော်အဲ့ဒါကိုကြည့်ပြီးတော့ဘုရင်ကြီးကဒီကာမဂုဏ်ကိုအကြောင်းပြုတော့တတ္တဝါတွေကအင်မတန်ပင်ပန်းတုန်လှုပ်ပါလားအဲ့ဒါကိုသူသဘောပေါက်ပြီးတော့ပိစိကဗုဒ္ဓဖြစ်တာနော်အဲ့ဒီမှာပိစိကဗုဒ္ဓအရှင်မြတ်၄ပါးဟောတဲ့တရားကိုဘုရားလောင်းတို့ဇနီးမောင်နှံနာယူပြီးတော့ပြန်လဲကြွသွားပြီဆိုတော့ဘုရားလောင်းကဒကမာကြီးကိုပြောတယ်သူဒကမာကြီးကိုဂိုင်းမင်းတော့သားတယောက်သမီးတယောက်နဲ့နေရစ်တော့ငါရသိဝတ်တော့မယ်တဲ့အဲ့ဒါလိုပြောတော့ဒကမာကြီးကဒကာကြီးကိုဘာပြန်ပြောလဲဆိုတော့အရှင်တယောက်တည်းဒီတရားကိုနာရတာမဟုတ်ဘူးတဲ့ဟုတ်လားအဲ့ဒါပဲသူပြောတယ်ပြောပြီးတော့ရေကတ်သွားအောင်ပဲဆိုပြီးတော့ရေအိုးကလေးပိုက်ပြီးတော့ထွက်သွားတာပြန်မလာတော့ဘူးဒကမာကြီးကအရင်ထွက်သွားတာသိလားနော်အဲ့တော့ထွက်သွားတော့ဒကာကြီးကလာနိုးနဲ့မျောတာပြီးမှအကြောင်းဆုံးသိတော့ကလေးလေးတွေကလည်းငယ်သေးတော့သူထွက်မရအောင်အဲ့ဒါနဲ့ဘုရားလောင်းကဂိုင်းရှိစေဆိုကလေးလေးတွေကိုသူပြုစုမွေးမြူရတာပေါ့လေအဲ့ဒါနဲ့ကလေးလေးတွေနည်းနည်းကြီးလာတော့ဘာလုပ်လဲဆိုတော့ဘုရားလောင်းကထမင်းတွေကိုပျော့နေအောင်ချက်တယ်ထမင်းကြွေတော့ကလေးတွေအဖေးထမင်းကပျော့လိုက်တာအေးပျော့လားပျော့လေဗျာနောက်နေ့မာတူးနေအောင်ချက်တယ်ဖေးထမင်းကလည်းမာလိုက်တာအေးမင်းတို့ဒါလည်းသိလားသိပါတယ်နောက်နေ့စားတွေငန်းအောင်ချက်တယ်ငန်းလိုက်တာနောက်နေ့စားမခတ်ဖ ೇನೆ ချက်တယ်ပေါ့လိုက်တာအဲ့တော့ဒကာကြီးကဘာပြောလဲဆိုတော့မင်းတို့ပြောတာလည်းသိတယ်မာတာလည်းသိတယ်ငန်းတာလည်းသိတယ်ပေါ့တာလည်းသိတယ်အဲ့တော့မင်းတို့ကိုမင်းတို့အသက်မွေးနိုင်ပြီငါရှိတဲ့စီးစိမ်ကိုမင်းတို့ရဲ့ဥကြီးဘာတွေတွေကြီးကိုငါအပ်ထားခဲ့မယ်မင်းတို့သူတို့ကိုမှီပြီးတော့အသက်မွေးရစ်ဆိုပြီးတော့ကလေးတွေကိုညီကိုမောင်နှမတွေကြီးအပ်ထားခဲ့ပြီးတော့ဘုရားလောင်းကထွက်သွားတာနော်သူ့ရဲ့စမ်းသပ်ပုံကမကောင်းဘူးလားဒကမာကြီးများဒကာကြီးဒကမာကြီးတို့ဦးဇင်းတို့တွေသူတွေအသင်သားတာကတော့တောထွက်ဖို့ဆိုတာအဝေးကြီးပါဗျာရိတ်တာသွားဖို့တောင်မှဟုတ်လားရိတ်တာသွားဖို့တောင်ဘယ်လိုစဉ်းစားတော့အင်္ဂါကလေးက10တန်းမပြီးသေးဘူးဆိုတာမျိုးပေါ့ဟုတ်လားအမျိုးပေါ့နော်တိုင်းတာတဲ့ပေတန်ချင်းကတော့ကွာတာပေါ့ဘုရားလောင်းရဲ့ထုံးကတော့ဘယ်လိုတော့အပြုတ်အမာအငန်းအပေါ့လောက်သိရင်ရပြီလို့ပြောတာပဲဟုတ်လားဒကမာကြီးတွေအဲ့ဒါနဲ့နောက်တော့ဘုရားလောင်းကယသိဖြစ်ပြီးတော့ယသိမနဲ့တွေ့တယ်တွေ့တော့ငိုတာပါပဲဟိုကမိမသားဆိုတော့နူးညံ့တာကိုအရှင်နဲ့သားနဲ့သမီးကိုအရှင်ဖြစ်စည်းခဲ့ပြီနဲ့တူတယ်
မင်းဘာမှစိတ်မပူနဲ့ငါအကုန်လုံးအော့ထားခဲ့တယ်ပေါ့အဲ့ဒီမှာဘုရားလောင်းကသူ့ကိုတရားဟောပြီးတော့နောက်တော့ဒီယသိနဲ့ယသိမှာတခါမှမတွေ့တော့ဘူးဆိုပြီးတော့ဇံပင်ញင်ရပြီးတော့ဗြဟ္မပြည်ကိုလာတယ်ဆိုပြီးတော့ကုမကာရဇတ်ကိုအဆုံးသတ်တယ်အဲ့တော့ဦးဇင်းတို့ပြောချင်တာကပေတတို့မှာစဉ်းစားတတ်တဲ့ဉာဏ်ဆိုတာကိုအစစ်မြင့်ဖို့အစစ်မြင့်အောင်ကြိုးစားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောတာเนาะအဲ့တော့အဲ့ဒီ၄ချက်သေးကအသေးသေးမိတဲ့အပင်ဒီဒုက္ခရောက်မယ်ဟုတ်ရဲ့လားရတိုင်းသောစွန့်သည်ဆင်းရဲမယ်စွန့်တိုင်းသောစွန့်သည်ချမ်းသာမယ်နှစ်ခုဆိုတာဖြစ်လာရင်အတန်ဆိုတာထွက်လာတယ်ဒါလေးတွေကိုသဘောပေါက်ဖို့ဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောတာဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကာမဆိုတာချမ်းသာမှုကနည်းနည်းလေးအပြစ်အနာစာကအများကြီးဒါကြောင့်အန္တရာယ်ရှိတဲ့ချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဒါကဥစဉ်ကယဉ်ကျေးအောင်သုံးတာတော့ဒီစကားလုံးကိုနော်မြတ်စွာဘုရားကဘယ်လောက်ထိဟောတော့ကာမဒုက္ခမိန်လဒုက္ခပုထုဇဏဒုက္ခအနရိယဒုက္ခနော်ဘာဘယတက်ပါကာမဒုက္ခဆိုတာမိန်လဒုက္ခမစင်ချမ်းသာမစင်ကြယ်တဲ့ချမ်းသာပေါ့နော်ပုထုဇဏဒုက္ခပုထုဇဉ်တို့ရဲ့ချမ်းသာအနရိယဒုက္ခမြင့်မြတ်သူတို့ရဲ့ဥစ္စာမဟုတ်တဲ့ချမ်းသာဘာကြီးတက်ပံကြောက်ထိုက်တဲ့ချမ်းသာနာမည်တက်ထားတာမလှဘူးလားဒကမာကြီးတွေကာမချမ်းသာဆိုတာဘာလဲတော့ကြောက်ထိုက်တဲ့ချမ်းသာတဲ့ဟုတ်ရဲ့လားမကြောက်ဖဲနဲ့ရဲရဲတိုးမယ်ဆိုရင်တော့ပိဋကပေါင်းသူတော်ကောင်းတို့နော်ဆင်းရဲအနန္တတွေထဲမှာခြားခြားလဲပြီးတော့ဘဝအဆုံးသတ်သွားမှာဟုတ်ရဲ့လားထားပါတော့ဒါကြောင့်ပျော်သူတွေထဲမှာမပျော်ပါနဲ့ဆိုတာဒီအဓိပ္ပာယ်တွေကိုရည်ရွယ်ပြီးတော့ပြောတာစကားဘယ်နှခွန်းရှိသွားပြီ၄ခွန်းရှိသွားပြီတရားနည်းနည်းတောင်ရှည်သွားပြီဗျာဒကမာကြီးများအဲ့တော့ဦးဇင်းတို့ပြန်ပြီးတော့ချုပ်ရအောင်နော်မြင့်သူတွေထဲမှာနှိမ်မှာအဓိပ္ပာယ်နားလေတယ်နော်အဓိပ္ပာယ်နားလေတယ်နော်မမာနတွေနဲ့အချင်းကြီးမြင်မာနေတဲ့လောကကြီးထဲမှာမမာနကိုနှိမ်ချပြီးတော့နှိမ်ချစွာနုညံ့သိမ်မွေ့စွာနေတတ်ရမယ်နောက်ပြီးတော့နှိမ်သူတွေထဲမှာမြင်မာစိတ်ဓာတ်နဲ့ကိုယ်ကျင့်တရားတွေနှိမ်ချတဲ့လောကကြီးထဲမှာစိတ်ဓာတ်နဲ့ကိုယ်ကျင့်တရားတွေမြင်မာစွာတည်ဆောက်ပြီးတော့နေရမယ်ဟုတ်လားပြီးတော့မနေသူတွေထဲမှာနေပါတတိတရားအပမာဒတရားမေတ္တာတရားနဲ့မနေကြတဲ့လောကကြီးထဲမှာအပမာဒတရားမေတ္တာတရားနဲ့နေနိုင်အောင်ကြိုးစားပါဟုတ်လားနောက်၄ခုမြောက်ကပျော်သူတွေထဲမှာမပျော်ပါနဲ့အန္တရာယ်ရှိတဲ့မစင်ကြယ်တဲ့ကာမဂုဏ်နဲ့ပျော်နေတဲ့လူတွေရဲ့ကြားထဲမှာကိုကအဲ့ဒီအပျော်တွေကိုမပျော်ဘဲနဲ့နေနေအောင်ကြိုးစားရမယ်အစကနဦးတော့လျှော့နိုင်အောင်ကြိုးစားရမယ်လျှော့နိုင်ရင်လျှော့နိုင်သလောက်သက်သာခွင့်ရလိမ့်မယ်ဆိုတာဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ယရနာထိုက်သောစကားလေးကိုနဲ့တတ်နိုင်သမျှကျင့်သုံးနိုင်အောင်ကြိုးစားပြီးတော့အကျိုးရလဒ်ကိုခံစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စားတာအာလုံးသောတတဝါအနန္တတို့အားတဗ္ဗမင်္ဂလလောကေလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလိုသဲစုမကပွင့်တော်မူကြတဲ့ဆိုလိုတာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မာနုဘာဝေနမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောဆေရတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗသံဃာနုဘာဝေနမကထံလေးရောက်ပလတံလေးရောက်ဆိုသောရှင်တော်ရိယတန်ဃာရှင်မြတ်တို့နဲ့တကွ
တိလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတရားနိယောညပါပဲခါပဲဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း